ဒီကဘာကနေနောက်ဆုတ်ရေပြီးတော့ရေတွက်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်90နဲ့တကဘာအဲ့ဒီ90နဲ့တကဘာမှာဝိပတ္တိတိခိဝိတ္တဘုံလို့ဆိုတဲ့ဘုရားသုံးစုပွင့်ခဲ့ဘူးလေပေါ့90တဲ့ကဘာတဲ့ကပွင့်ခဲ့တဲ့ဘုရားတွေအဲ့ဒီအချိန်ကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုရောမြတ်စွာဘုရားက90တဲ့ကဘာကြာပြီးတော့ဒီဗဒ္ဒကဘာမှာဒီအကြောင်းအရာကိုပြန်ပြီးတော့ဟောတာအဲ့တော့လွန်ခဲ့တဲ့90တဲ့ကဘာကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ခုကိုပြန်ပြီးတော့ဟောတယ်ဆိုတော့အမတန်ရှည်လျားတဲ့သမိုင်းကြောင်းတစ်ခုလို့ဆိုရပါမယ်ရသော်ဘုရားရဲ့ပုဗ္ဗေနိဝါဒနုတ္တိဉာဏ်တော်ဆိုတာစွမ်းအင်အမတန်မှကြီးတယ်90တကဘာမပြောနဲ့လေးသိင်ချေနဲ့ကဘာတသိန်းကာလကအခြေအနေတွေတောင်မှပဲတယ်လီဗီရှင်းထဲမှာရိုက်ပြီးတော့မှတ်တမ်းတင်ထားတဲ့ရုပ်ပုံလွှာတွေကိုပြန်ကြည့်ရတယ်လို့ပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ရဲ့အစွမ်းတတ္တိနဲ့အတိတ်ဘဝကအခြေအနေရရတော့မို့အတိတ်ဘဝကရုပ်ပုံလွှာတွေကိုအကုန်လုံးမြင်နိုင်စွမ်းရှိတယ်တဲ့ဘယ်လိုပဲပျောက်သွားတဲ့အရာတွေကတကယ်ဖြစ်နေတဲ့အရာတွေပဲတကယ်ဖြစ်ခဲ့တဲ့အရာတွေကိုပျောက်သွားပြီမဲ့လို့တကယ်ရှိခဲ့တာဖြစ်သောကြောင့်တာမန်လူတို့အနေနဲ့မှတ်မိစရာအကြောင်းမရှိဘူးပြန်ပြီးတော့မြင်နိုင်စရာမရှိဘူးသို့သောတမာတိစွမ်းအားတွေအလွန်ထက်မြက်အောင်လေ့ကျင့်ထားတဲ့ပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ရှိတဲ့ဘုရားရှင်လိုပုဂ္ဂိုလ်ထူးတွေကြတော့ဘယ်ညပဲဝေးကွာခဲ့ပြန်ပြီးတော့ကြည့်လိုက်လို့ရှိရင်အစအဆုံးတိတိကျကျအကုန်လုံးမြင်ရတယ်တဲ့အဲ့ဒီပုဗ္ဗေနိဝါဒနုတ္တိဉာဏ်နဲ့ပတ်သက်လို့စွမ်းအားတွေတဦးနဲ့တဦးမတူကြဘူးမြတ်စွာဘုရားရဲ့စွမ်းအားကတော့အကြီးဆုံးပေါ့ကိုရောမြတ်ပါရမီဖြည့်ခဲ့တဲ့သူမိတာဘဝကစအားပြီးတော့ကိုရောမြတ်စွာဘုရားဖြစ်သည့်အထိအတိတ်ဘဝကတွေ့ကြုံခံစားခဲ့ရတဲ့အကြောင်းအရာတွေဟာအကုန်လုံးပြန်ပြီးတော့ဟောနိုင်တဲ့အနေအထားရှိအဲ့လိုပြန်ပြီးတော့ဟောတဲ့ထဲမှာဒီကနေ့စာပေမှာမှတ်တမ်းတင်ထားတာကရသော်ဘုရားသခင်ကိုရောမြတ်ရဲ့အတိတ်ဘဝကဖြစ်တော်စဉ်ပေါင်းဟာ950ရှိတယ်950ဆိုတာလေးသိချင်းနဲ့ကဘာတသိန်းဆိုတာနဲ့တွက်ကြည့်လို့ရှိရင်အလွန်နည်းနေသေးတယ်950မကနိုင်ဘူးဘဝတွေသို့တော့ရသော်ဘုရားဆိုတာအကြောင်းပေါ်လာမှသာဟောတာအကြောင်းမပေါ်လို့မပြောတဲ့ဇာလန်းတွေအတိတ်ဘဝကရုပ်ပုံကားချက်တွေဟာအများကြီးရှိသေးတယ်အကြောင်းတိုက်ဆိုင်လာတဲ့အခါကျတော့မချမ်းမချွေမြတ်စွာဘုရားကပြန်ပြီးတော့ဟောတယ်အဲ့ဒီလိုအတိတ်ကိုပြန်ပြီးတော့ကြည့်နိုင်တယ်ပုဗ္ဗေနိဝါဒအနုတ္တိပုဗ္ဗေနိဝါဒဆိုတာရှေးတုန်းကတကယ်ဖြစ်ခဲ့ဘူးတယ်နေခဲ့ဘူးတယ်ဘဝတစ်ခုအနေနဲ့မိမိကိုယ်တိုင်တွေ့ကြုံခံစားခဲ့ဘူးတယ်ဆိုတာတွေကိုအနုတ္တိနောက်ကျောင်းပြန်ပြီးတော့အမှတ်ရစေတတ်တဲ့စွမ်းအင်တတ္တိရှိတဲ့တတိနဲ့ရှင်တွဲလာတဲ့အသိပညာကိုပုဗ္ဗေနိဝါဒနုတ္တိဉာဏ်လို့ခေါ်တယ်ဝိဇ္ဇာဉာဏ်သုံးပါးထဲမှာပုဒ္ဓိအာလို့ဆိုတာအဲ့ဒီပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ကိုပြောတာအဲ့ဒီပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ဟာဘုရားမဖြစ်ခင်ကတည်းကရလိုက်တဲ့ဉာဏ်ပေါ့ကစုံလာပြီနေ့ညဘုရားပြတ်တော်မယ်လို့ဆိုတဲ့အချိန်မှာဘုရားလောင်းတော်ဟာလေဝင်ချိန်ကစပြီးတော့အဋ္ဌံလိုက်တယ်
ဒီကနေ့ဖျားမဖြစ်မချင်းသို့မဟုတ်ကိလေသာအတော်တွေမကုန်မချင်းဒီနေရာကမထဘူးဒီတင်မြင်ခွေထားတာဘယ်တော့မှမဖြစ်ဘူးဆိုတဲ့အဋ္ဌာန်ချက်နဲ့ထိုင်လိုက်တာအဲ့ဒီလိုထိုင်လိုက်ပြီးတော့အာနာပါနကမ္မထံကိုကြိုးပမ်းအထောက်လိုက်တာပထမယံလို့ဆိုတဲ့7 နာရီအတွင်းမှာအတိတ်ဘဝတွေကိုပြန်ပြောင်းပြီးတော့အမှတ်ရအတိတ်ဘဝကရုပ်ပုံလွှာတွေကိုတိတိကျကျပြန်လီစဉ်းစားလို့အတိညာထဲမှာပေါ်လာစေနိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ကိုရခဲ့တယ်ပုဗ္ဗေနိဝါဒနုတ္တိဉာဏ်ရပြီးတဲ့အခါမှာမစ္စည်းမယံလို့ဆိုတဲ့7 နာရီကနေနိုင်ရ2 ချက်လောက်အတွင်းသကောင်းချိန်မှာအနာဂတ်ဖြစ်စဉ်တွေတို့ဝိလံတဲ့ဒေသကအစင်အာယုန်တွေတို့တောင်ကြီးတွေခြားကွယ်နေတဲ့နေရာကအဖြစ်ပြက်တွေတို့အဲ့ဒါတွေကိုလှမ်းပြီးတော့မြင်နိုင်စွမ်းရှိတဲ့ဒိဗ္ဗစက္ခုအဘိညာဉ်ကိုရရှိခဲ့တယ်အဲ့ဒီအချိန်မှာဖျားမဖြစ်သေးဘူးနောက်ဆုံးပစ္စည်းမယံလို့ခေါ်တဲ့3 နာရီရဲ့ဟိုဘက်ရောက်လာတဲ့အခါကျတော့မှဝိပဿနာရှင်းစဉ်တစ်ခုကိုကူးလိုက်ပြီးတော့အာတဝက်ခယဉာဏ်နဲ့အာတော် 4 ပါးကုံသွားတဲ့အရတ္တမေအရတ္တဖို့ဆိုတဲ့ဒီဉာဏ်ကိုရလိုက်တာအဲ့ဒီအာတဝက်ခယဉာဏ်ကတော့လောကုတ္တရာအဆင့်ပဲသမထရှင်းစဉ်နဲ့မရနိုင်ဘူးဝိပဿနာရှင်းစဉ်နဲ့ရတယ်ခုနကပြောခဲ့တဲ့ပုဗ္ဗေနိဝါဒနုတ္တိတို့ဒိဗ္ဗစက္ခုဆိုတဲ့ဒီဉာဏ်တွေကတော့သမထရှင်းစဉ်နဲ့ရတဲ့ဉာဏ်တွေပေါ့ဝိပဿနာကိုးလိုက်တဲ့အခါကျတော့ရသော်ဘုရားရဲ့တဏ္ဍမှာအတိတ်ဘဝကနေပြီးအထုံပါလာတဲ့ကိလေသာအတ္တဝါတွေအားလုံးဟာဝါဒနာနဲ့တကွာဖယ်ရှားပြလိုက်နိုင်တယ်ကိလေသာအတ္တဝါတွေကိုအားလုံးကုန်ခန်းသွားစေတတ်တဲ့အရတ္တမဉ္ဇဉ်ရတ္တဖို့ဉ္ဇဉ်ဆိုတာကိုရလိုက်တယ်အဲ့ဒီအချိန်မှာဘုရားဖြစ်တယ်ပေါ့ရသော်ဘုရားရဲ့စွမ်းရည်တတ္တိဟာယဟန္တာပုဂ္ဂိုလ်ရဲ့စွမ်းရည်တတ္တိလေမြင့်မားတယ်ပိစိကဗုဒ္ဓတို့ရဲ့စွမ်းရည်တတ္တိတွေလည်းမြင့်မားတယ်ဆိုပါစို့ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့ကမိမိဖြစ်ခဲ့တဲ့အတိတ်ဘဝကအကြောင်းအရာတွေကိုပြန်ပြောင်းပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တသိန်းချေနဲ့ကဘာတသိန်းပဲကြည့်နိုင်တယ်ဟိုဘက်ကမကြည့်နိုင်ဘာဖြစ်လို့လဲသူတို့ပါရမီဖြည့်ခဲ့တဲ့အတိုင်းအတာတစ်ခုကတသိန်းချေနဲ့ကဘာတသိန်းမှာပါရမီဖြည့်ခဲ့တယ်အဲ့ဒီအသိန်းချေနဲ့ကဘာတသိန်းဆိုတဲ့ဖြတ်သန်းလာခဲ့တဲ့ဘဝတစ်ခုနောက်ကျောင်းပြန်ပြီးတော့ကြည့်မယ်ဆိုရင်ရှင်သာရိပုတ္တရာတို့ရှင်မောက္ကလန်တို့အဲ့ဒီထီအောင်ကြည့်လို့ရတယ်ဟိုဘက်ကိုတော့သူတို့သွားလို့မရဘူးဘာဖြစ်လို့မရလဲဆိုအသိဉာဏ်အစစ်မမီဘူးပေါ့ပိစိကဗုဒ္ဓတွေကြတော့နှစ်သင်္ချေနဲ့ကဘာတသိန်းပါရမီဖြည့်ရတာဖြစ်တော့ကြောင့်နောက်ကျောင်းပြန်ပြီးတော့ဘဝဟောင်းကရုပ်ပုံတော်တွေကိုပြန်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်နှစ်သင်္ချေနဲ့ကဘာတသိန်းမှာရှိခဲ့တဲ့သူတို့ရဲ့ကိုယ်တိုင်တွေ့ကြုံဖြစ်ပျက်ခဲ့တဲ့အရာတွေကိုအကုန်လုံးပြန်ပြီးတော့စိတ်ထဲမှာပေါ်လာနိုင်တယ်ပုဗ္ဗေနိဝါဒနုတ္တိအဲ့ဒါပိစိကဗုဒ္ဓကလည်းပဲနှစ်သင်္ချေနဲ့ကဘာတသိန်းရဲ့ဟိုဘက်ကိုသူမသွားနိုင်ဉာဏ်ခံမှန်းပြီးတော့သာကြည့်လို့ရတယ်အဲ့ဒီလိုအတိတ်အကြောင်းအရာကိုဖြစ်ပြီးတော့ပြတ်သွားတဲ့အရာတွေကိုဘယ်လိုလုပ်ပြီးတော့ပြန်ပြီးတော့ခြေရာကောက်နိုင်တယ်လဲလို့ဆိုတဲ့အခါမှာတရားတွေမှာပရိသေရိစိတ်နဲ့သုတိစိတ်ကလေးတွေဆိုတာတဘွားနဲ့တဘွားဆက်ဆက်မှုလေးတွေရှိနေတယ်
အတိတ်ဘဝကသုတိစိတ်လေးရဲ့ရှားမဲ့မှာပရိသေစိတ်လာအဲ့တော့ပိစိကဗုဒ္ဓတို့ရှင်သာရိပုတ္တရာတို့ဆိုတာအတိတ်ဘဝကိုပြန်ကြည့်ခြင်းပြီဆိုလို့ရှိရင်ကျိုးတန်းကလေးကနေပြန်ပြီးတော့ရှောက်ရတယ်လို့ပဲသူတို့မှာစိတ်ရဲ့မိတွေ့ရာကလေးတွေနဲ့ပြန်ပြီးတော့သွားတာဒီတိုင်းအရန်သွားလို့မရဘူးဥပမာပဲရှင်သာရိပုတ္တရာဘဝမရောက်ခင်ကသူပြန်ကြည့်ပဲဆိုလို့ရှိရင်ဒီဘဝပရိသေရိစိတ်ကိုကြည့်ဒီဘဝပရိသေရိစိတ်ကိုကြည့်ပြီးအဲ့ဒီပရိသေရိစိတ်ရဲ့ရှေ့ပိုင်းကသုတိစိတ်ကဘာလဲအဲ့ဒီသုတိစိတ်သိတာနဲ့တပြိုင်နက်နောက်ဘဝရဲ့ပရိသေရိစိတ်ကိုတစ်ခါကြည့်ပြန်အဲ့ဒီသုတိပရိသေရိဆိုတဲ့ဒီ process ဖြစ်စဉ်ကလေးတစ်ခုပေါ်မှာနောက်ကျောင်းပြန်ပြီးတဲ့အခါမှာသုတိနဲ့ပရိသေရိကြားမှာဘာတွေဖြစ်ခဲ့တယ်ဘာတွေတွေ့ကြုံခဲ့တယ်ဘာတွေခံစားခဲ့ရတယ်အမည်နာမဘယ်လိုခေါ်တယ်ဘယ်အနွယ်မှာဖြစ်တယ်ဘယ်ဒေသမှာဖြစ်တယ်ဘယ်သူတွေနဲ့တွေ့ခဲ့တယ်ဆိုတာတွေအသေးစိတ်ပြန်ပြီးတော့ပေါ်လာတာလေသုတိပရိသေရိဆိုတဲ့ခေါင်းစည်းကလေးတွေနဲ့သူကသွားလို့ရတယ်ခေါင်းစည်းမပါဘဲနဲ့ဖြတ်ပြီးတော့ကြည့်လို့မရဘူးတဲ့ရသော်ဘုရားသာသနာ့ဘာမှာတပ္ပထကျင့်စဉ်အောင်တဲ့ပုဂ္ဂိုလ်တွေကြတော့အတိတ်ဘဝကိုပြန်ကြည့်မယ်ဆိုရင်သူတို့ကကဘာ40လောက်ပဲကြည့်လို့ရတယ်ဟိုဘက်ကိုကြည့်မရဘူးဘာဖြစ်လို့သူတို့ကဘာ40တဲ့ဟိုဘက်ကိုမကြော်နိုင်တာလဲလို့ဆိုရင်သူတို့မှာရုပ်နဲ့နာမ်ကိုခွဲခြားသိတဲ့အသိဉာဏ်မရှိလို့ပဲတဲ့ဒါရုပ်ပဲဒါပဲနာမ်ပဲဆိုတဲ့နာမရူပပရိစ္ဆေဒဉာဏ်ကင်းနေသည့်အတွက်ကြောင့်သူတို့ရဲ့ဉာဏ်စွမ်းဟာဉာဏ်ဤသွေးဟာအစစ်မမှီဘူးပေါ့ပြည့်ပြည့်ဝဝမရှိဘူးဉာဏ်ရဲ့စွမ်းရည်တတ္တိကအဲ့ဒီကဘာ40လောက်ပဲချစ်လို့ရတယ်ယဟန္တာတွေပုဂ္ဂိုလ်တွေကြတော့ရှင်သာရိပုတ္တရာတို့ကတစ်အသင်္ချေနဲ့ကဘာတသိန်းကြည့်နိုင်တယ်ရှင်မကတ္တဝတို့ရှင်အနန္ဒာတို့ဆိုတဲ့မဟာတာဝကတွေကြတော့ကဘာတသိန်းအတိတ်ဘဝကရုပ်ပုံတော်တွေကိုပြန်ပြီးတော့မြင်နိုင်တယ်ဒါပုဗ္ဗေနိဗ္ဗာန်လောတ္တိဉာဏ်ရဲ့အစွမ်းရည်တတ္တိတွေပဲဘုန်းကြီးတို့တွေဟာမနေ့ကအကြောင်းအရာတွေပြန်စဉ်းစားလို့ရှိရင်တချို့တော့ပြန်ပြီးတော့ပေါ်တယ်လို့ပဲဘုရားနိဗ္ဗာန်လောတ္တိဉာဏ်ရထားတဲ့ပုဂ္ဂိုလ်ဟာမနေ့ကအကြောင်းအရာပြန်ပြီးတော့စဉ်းစားလို့ပေါ်လာတယ်လို့သူတို့ဉာဏ်ထဲမှာအကုန်လုံးပေါ်လာတယ်အဲ့တော့ဘုန်းကြီးတို့တွေမှာဒါတော့အကုန်လုံးပေါ်တာမဟုတ်ဘူးနော်လူတိုင်းမေးကြည့်မနေ့ကဘာဟင်းနဲ့စားတာတော့ဆိုရင်ဟင်းခွက်တောင်မှစိုးသေးအောင်များစားထားရင်တော့ပြောတတ်မှာမဟုတ်ဘူးပေါ့လေတစ်ခွက်နှစ်ခွက်နဲ့စားရင်တော့လည်းမှတ်မိကောင်းမှတ်မိမှာပေါ့အေးမနေ့မိုးလင်းကနေစပြီးညနေထိအောင်မင်းဘယ်သူတွေနဲ့စကားပြောခဲ့တယ်လဲဘယ်သွားခဲ့တယ်လဲဆိုတာတော့အတော်ပြန်စဉ်းစားရင်တော့ပေါ်တော့ပေါ်မှာပေါ်တဲ့လူလည်းပေါ်တယ်မပေါ်တဲ့လူလည်းပေါ်မှာမဟုတ်ဘူးပေါ့နော်အေးမြတ်စွာဘုရားတို့ယန္တာပုဂ္ဂိုလ်တွေကြတော့အတိတ်ဘဝကသူတို့တွေးကြုံခံစားခဲ့ရတယ်ပြန်ပြီးတော့မြင်နိုင်စွမ်းရှိတယ်ပုဗ္ဗေနိဗ္ဗာန်လောတ္တိဉာဏ်လို့ခေါ်တယ်အဲ့ဒီမှာထူးခြားတာကတော့မြတ်စွာဘုရားရဲ့စွမ်းရည်တတ္တိကြတော့ဘဝအစနဲ့အဆုံးဆိုတဲ့သုတိပရိသေရိဆိုတဲ့ဒီခေါင်းစဉ်ကလေးတွေကိုရှားစရာမလိုခုံကျော်ပြီးတော့ကြည့်လို့ရတယ်ခုံကျော်ပြီးတော့သွားနိုင်တယ်ဆိုပါစို့မြတ်စွာဘုရားကသိတ္တရမင်းသားမဖြစ်ခင်ကသေတဂေတုနာသဖြစ်တယ်အဲ့ဒီမဖြစ်ခင်ကဝိတ္တန္တရာဖြစ်တယ်ဆိုတာဒီလိုအစဉ်တိုင်းသွားเสียမလို့ဖြတ်ခနဲ့ကြော်ပြီးတော့သူမိတာဘဝကိုလည်းသွားလို့ရတယ်တခြားဘဝတွေကိုလည်းသွားလို့ရတယ်ဘယ်နေရာကြည့်ကျင်တဲ့နေရာကိုလှမ်းပြီးတော့ဖြတ်ခနဲ့ပို့လိုက်တာနဲ့အသိဉာဏ်ထဲမှာအကုန်လုံးပေါ်လာတယ်50ဇတ်တွေဟောထားတာဟာဥပ္ပေနိဗ္ဗာန်လောတ္တိဉာဏ်နဲ့အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာအတိတ်ဘဝကအဖြစ်အပျက်တွေကိုပြန်ဟောထားတာတဲ့ဒါကြောင့်မို့လို့ဇာတကလို့ခေါ်တာဗမာတွေကတော့ဇာတကရဲ့အဓိပ္ပာယ်ကဇာတဆိုတာဖြ
ဖြစ်ပြခဲ့တဲ့အကြောင်းအရာတွေကိုကဆိုတာပြောပြတာ retold ပေါ့ retold တကယ်ကိုဖြစ်ပြခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့ပြောပြတာစာတကပဲရသော်ဘုရားကသူ့ဘဝသူနဲ့တွေ့ကြုံခဲ့တဲ့အကြောင်းအရာတွေသူများရဲ့ဘဝတွေအကုန်လုံးပြန်ပြီးတော့ပြောပြတာစာတကလို့ခေါ်တယ်အဲ့ဒါလို့ပုပ္ပိနိဗ္ဗာန်သတ္တိဉာဏ်ရဲ့စွမ်းရည်တတိနဲ့ဟောဒီအရုဏဝတီသုတ်တံကိုလည်းပဲမြတ်စွာဘုရားကဟောပြောထားတာဒီအရုဏဝတီသုတ်တံဟာဗဒ္ဒကဘာကနေနောက်ဆုတ်ပြန်ပြီးတော့တွက်မယ်ဆိုလို့ရှိရင်90နဲ့တကဘာမြောက်ပါဝိပဿနာတိခိဝိတကုဆိုတဲ့ဘုရားသုံးစုပွင့်တယ်အဲ့ဒီထဲမှာတိခိဆိုတဲ့မြတ်စွာဘုရားလက်ထက်ကအကြောင်းအရာတစ်ခုပြန်ပြီးတော့ဟောထားတယ်အဲ့ဒီမြတ်စွာဘုရားလက်ထက်မှာတဲ့တိုင်းပြည်ရဲ့အမည်နာမကအရုဏဝတီတဲ့အရုဏဝတီဆိုတာဘယင်စိုးစံတဲ့မြို့တော်ရဲ့နာမည်ပေါ့အရုဏဝတီအဲ့ဒီအရုဏဝတီမြို့တော်ကိုစိုးစံအုပ်ချုပ်နေတဲ့ဘုရင်ကြီးကအရုဏဝါဘုရင်ကြီးတဲ့အဲ့ဒီအရုဏဝါဘုရင်ကြီးရဲ့အရုဏဝတီမြို့အနီးပါတောရကျောင်းတစ်ကျောင်းမှာတိခိရသော်ဘုရားဟာတပည့်ပိဋကတွေခြံရံပြီးတော့အဲ့တုန်းကသတင်းသုံးခဲ့ဘူးလေပေါ့အဲ့ဒီတိခိရသော်ဘုရားမှာလက်ဝဲရံလက်ရရံခုဂေါတမမြတ်စွာဘုရားမှာလက်ဝဲရံလက်ရရံလက်ရရံကရှင်သာရိပုတ္တရာလက်ဝဲရံကရှင်မောက္ကလန်လို့ဆိုတဲ့အဝတ္တန်ထူးချွန်တဲ့တပည့်ကြီးနှစ်ပါးရှိတယ်လို့ပဲတိခိမြတ်စွာဘုရားမှာလည်းပဲအဝတ္တန်ထူးချွန်တဲ့တပည့်ကြီးတွေရှိတယ်မဟာသာဝကလို့ခေါ်တာပေါ့အထွတ်ထိပ်မဟာသာဝကထဲမှာတော့အထွတ်ထိပ်ပဲအဲ့တော့မဟာသာဝကဆိုတဲ့ပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့အည်အချင်းမိလူနီးနီးပေါ့မြတ်စွာဘုရားရဲ့အည်ချင်းကိုမိလူနီးနီးအည်ချင်းပြည့်တဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားရဲ့အည်ချင်းကတော့လုံးဝပြည့်စုံတာပါလေပညာဘက်ကလည်းပဲလုံးဝပြည့်စုံတယ်တကုဣတိဘက်ကလည်းလုံးဝပြည့်စုံတယ်အဲ့ဒီတပည့်ချင်းနှစ်ပါးကြတော့တပါးကပညာဘက်သာပြည့်စုံတယ်တကုဘက်မှာမပြည့်စုံဘူးကျန်တပါးကတကုဘက်မှာသာပြည့်စုံတယ်ပညာဘက်မှာမပြည့်စုံဆိုလိုတာကဝိပဿနာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ကပညာအရာမှာထူးချွန်တယ်သမထကျင့်စဉ်မှာထက်မြက်တဲ့ပုဂ္ဂိုလ်ကတကုအရာမှာထူးချွန်တယ်ဒီနှစ်ခုကရှင်တွဲသွားတာသမထသမာဓိနဲ့ပညာဆိုတာရှင်းနေတာနော်အဲ့တော့မြတ်စွာဘုရားကဘက်စုံဝိပဿနာလည်းထက်မြက်တယ်သမာဓိသမထလည်းထက်မြက်တာဖြစ်သောကြောင့်မြတ်စွာဘုရားအနေနဲ့ကပညာလည်းရှင်လို့မရအောင်ထက်မြက်တယ်သမာဓိစွမ်းအားလည်းရှင်လို့မရအောင်ထက်မြက်တယ်သို့သောအဲ့ဒီမြတ်စွာဘုရားရဲ့အရေးချင်းကိုမိလူနီးနီးပညာအရာမှာမိလူနီးနီးပုဂ္ဂိုလ်ကရှင်သာရိပုတ္တရာပဲသို့သောတကူကြတော့ဘုရားရဲ့နဲ့တော်တော်လေးအလှမ်းဝေးတယ်လို့ပြောတခါရှင်မောက္ကလန်ကသမာဓိကျင့်စဉ်အောင်မြင်ထားသည့်အတွက်ကြောင့်သမာဓိအရာမှာသူကထွတ်ထိပ်ပညာကြတော့ရှင်သာရိပုတ္တရာအဆင့်ကိုမမီလာပြန်ဆိုလိုတာကမြတ်စွာဘုရားကပညာရောသမာဓိရောစွမ်းရည်တတိအပြည့်အဝရတယ်ရှင်သာရိပုတ္တရာကြတော့ပညာသာရတယ်သမာဓိတလောက်မထက်မြက်ဘူးရှင်မောက္ကလန်ကသမာဓိထက်မြက်တယ်ပညာကြတော့တလောက်မထက်မြက်ဘူးဆိုသူတို့နှစ်ပါးပေါင်းမှမြတ်စွာဘုရားမှာရှိတဲ့အရေးအချင်းမျိုးရဲ့အောက်နှိမ့်ကြပြီးတော့သူတို့နှစ်ပါးပေါင်းမှမြတ်စွာဘုရားလောက်နီးနီးအရေးသွေးကိုရကြတာဘုရားကိုတော့ရှင်းလို့မရဘူးပေါ့နော်အဲ့ဒီမှာ
မြတ်စွာဘုရားရဲ့ဝိပဿနာမြတ်စွာဘုရားရဲ့တပ္ပထအဲ့ဒီကျင့်စဉ်နှစ်ခုဟာအထွတ်ထိပ်ကိုရောက်ထွတ်ထိပ်ရောက်နေသည့်အတွက်ကြောင့်မြတ်စွာဘုရားကပြန်ပြီးတော့အတိတ်ဘဝဇာတ်ကြောင်းတွေကိုခေါ်တယ်အဲ့ဒီတိုင်းပဲတိခိဆိုတဲ့မြတ်စွာဘုရားရဲ့လက်ထက်မှာလည်းပဲဝိပဿနာစွမ်းအားထက်မြက်လို့ပညာကြီးတဲ့ယဟန်တော်ကအဘိဓုတဲ့လက်ရယံဧကတဝကတမထအရာမှာထူးချွန်ထက်မြက်ပြီးတော့တမာရီစွမ်းအားတွေကြီးမားလို့တကောဣတိပတ်မြင်မာတဲ့လက်ဝဲရမထေကတော့တန်ဘဝလို့ခေါ်တယ်အဲ့တော့အဘိဓုနဲ့တန်ဘဝကောရမမြတ်စွာဘုရားမှာတော့တာရိပုတ္တရာနဲ့မောဂလတိခိမြတ်စွာဘုရားကျတော့အဘိဓုနဲ့တန်ဘဝအဲ့ဒါလို့တိခိမြတ်စွာဘုရားမှာတပည့်ကြီးနှစ်ပါးထူးချွန်ထက်မြက်တဲ့တပည့်ကြီးနှစ်ပါးရှိတယ်။တရက်ကျတော့တိခိမြတ်စွာဘုရားကတပည့်ကြီးဖြစ်တဲ့အဘိဓုကိုအဲ့ဒီတော့ခေါ်တာတော့သူကဗြဟ္မဏလို့ပဲခေါ်တယ်ဘိက္ခုလို့မခေါ်တယ်သုတ္တန်စကားမှာမြတ်စွာဘုရားကတပည့်တွေကိုဘိက္ခုလို့ခေါ်တာရှိတယ်ဗြဟ္မဏလို့ခေါ်တာရှိတယ်ဒီဂေါရမမြတ်စွာဘုရားကတော့တပည့်သားတွေကိုဘိက္ခုလို့ခေါ်လို့ရှိတယ်ဘိက္ခုဆိုတဲ့စကားလုံးကိုခေါ်လို့ရှိတယ်တိခိမြတ်စွာဘုရားကတော့သူတပည့်ကြီးတွေကိုဗြဟ္မဏဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်အကုသိုလ်တရားတွေကိုတွန်းလှန်ဖယ်ရှားပြီးသားပုဂ္ဂိုလ်တဲ့ဘာဟိတပါပောစိတ်ရဲ့အငြိအကျေးရုပ်မာတဲ့အတွေးတွေအလုံးကိုဖယ်ရှားတွန်းလှန်ဖယ်ရှားပြီးဖြစ်တဲ့ပုဂ္ဂိုလ်ဗြဟ္မဏလို့ဒီလိုခေါ်တာပုံနာဆိုတဲ့အဓိပ္ပာယ်နဲ့ဗြဟ္မဏကတစ်မျိုးသူတို့ကြတော့မန္တန်ကိုတင်တတ်လို့ဗြဟ္မဏမန္တန်ကိုရွတ်လို့ဗြဟ္မဆိုတာမန္တန်ဝေဒချမ်းကိုရွတ်ဖတ်တဲ့ဆယ်လို့ဗြဟ္မဏလို့ခေါ်တာအရိယာပုဂ္ဂိုလ်တွေကိုဗြဟ္မဏလို့ခေါ်တာတော့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အကုသိုလ်အညစ်အကြေးရုပ်မာတဲ့အတွေးတွေကိုဖယ်ရှားပြစ်နိုင်လို့တွန်းလှန်ဖယ်ရှားပြီးဖြစ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့ဗြဟ္မဏလို့ဒီလိုခေါ်တာအဲ့တော့အဘိဓုဆိုတဲ့ယဟန်ကိုတိခိမြတ်စွာဘုရားအာယုဆုံးပြီးတော့နေဆုံးမစားခင်ခြားတဲ့မှာအဘိဓုယဟန်ကိုဗြဟ္မဏတို့ဗြဟ္မပြည်သွားရအောင်ခေါ်လိုက်တာဗြဟ္မပြည်သွားကြရအောင်ဆရာတပည့်ရသော်ဘုရားနဲ့တပည့်တာဝကနှစ်ပါးဗြဟ္မပြည်ကိုသွားကြဗြဟ္မတွေကိုတက်ပြီးတော့တရားဟောတာပေါ့ဗြဟ္မပြည်ကိုသွားအဲ့ဒီဗြဟ္မပြည်ကိုသွားတဲ့အခါကျတော့ဘယ်ပုံသွားတာလဲကာယကမ္မနလို့ဆိုတဲ့ခန္ဓာကိုယ်ကြီးနဲ့သွားတဲ့အသွားကြတော့အမတန်နှေးတယ်ကာယကမ္မနဆိုတာရှိလေလူတွေလမ်းလျှောက်ပြီးလာရင်နေ့ပဲလာလို့ရတာဟုတ်အဲ့တော့နေ့လေးကောင်းငင်ကနေပြန်တက်သွားပြီးတော့သွားတာကာယကမ္မနအတော်နဲ့ရောက်မှာမဟုတ်ဘူးဗြဟ္မပြေကအလွန်ဝေးတာအမတန်လျင်မြန်တဲ့ဒုံးရံကြီးနဲ့ပြစ်ထားတောင်မှပဲဟုတ်လားဒီလာတို့ဂျိုရီတို့ရောက်ဖို့ဆိုတာ20ခွဲ30ခွဲနဲ့အမတန်လျင်မြန်တဲ့အဟုန်နဲ့သွားတာတောင်မှပဲချက်ချင်းရောက်တာမှမဟုတ်တာနော်လူကိုယ်တိုင်ကရှင်းလန်းလန်းနဲ့လို့ကောင်းတဲ့ဘဝကနေပြန်တက်သွားလို့အတော်နဲ့ရောက်မှာမဟုတ်ဘူးဓမ္မပြေကအလွန်ဝေးတယ်ဘလောက်ဝေးတယ်ဆိုတာခံမှန်းပြောထားတာရှိတယ်တယူဇနာလောက်အလျားအနံရှိတဲ့ကြောက်ဖြာကြီးတစ်ခုကိုဒါကတင်စားပြီးတော့ပြောတာပေါ့အဲ့ဒီကြောက်ဖြာကြီးတစ်ခုကောင်းဝင်ကနေပြီးတော့ဗြဟ္မပြေကနေချလိုက်မယ်ဆိုရင်လူပြေရောက်ဖို့ရအတွက်ရပောင်း120ကြာမယ်4လကြာမယ်လို့ပြောတယ်အရှိန်အဟုန်နဲ့ကြောက်တုံးကြီးကြောက်ဖြာကြီးကအပေါ်ကနေချလိုက်လို့ကြာလာအရှိန်အဟုန်ပြင်းစွာကြာလာတာအဲ့ဒါ4လကြာမှလူပြေရောက်မယ်လို့ဒါ
လူပြည်နဲ့ဗြဟ္မပြည်ဘလောက်ဝေးတယ်ဆိုတာကိုခံမှန်းပြောတဲ့စကားတစ်ခုပေါ့နော်အဲ့တော့အဲ့လောက်ဝေးတဲ့နေရာကိုရသော်ဘုရားကအဘိဓုယဟန်တော်ကိုခေါ်ပြီးတော့ကဲလာသွားရအောင်ဗြဟ္မပြည်သွားကြရအောင်ဘယ်လိုနည်းနဲ့သွားတာတော့ဆိုကာယကမ္မနာလို့ဆိုတဲ့ခန္ဓာကိုယ်နဲ့လမ်းလျှောက်သွားတဲ့အသွားနည်းမဟုတ်ဘူးစိတ်တကမ္မနာစိတ်နဲ့သွားတဲ့အသွားနဲ့သွားဘုန်းကြီးတို့တွေလည်းကြည့်နေစိတ်နဲ့သွားလိုက်အခုတရားနာရင်အိမ်ပြန်လိုက်ရင်ရောက်သွားတာပဲမဟုတ်လားမှန်ပါပါဗျာလူကြီးကမရောက်တာနော်မှန်ပါပါဗျာအခုတွေ့အခုရောက်သွားတာစိတ်ကအိမ်ကိုရောက်သွားအေးနိုင်ငံခြားလာတဲ့လူဆိုဘလောက်ဝေးတူတူပါပဲနော်ဥကျွေဟိုလမ်းမှာရှိတဲ့အိမ်သွားတာနဲ့အတိုင်းအတာတစ်ခုနဲ့ဟိုအမေရိကန်ကအိမ်ပြန်တာနဲ့တူတူပဲမဟုတ်လားတူပါဗျာစိတ်ကတွေးလိုက်လို့ရှိရင်ဟောတူတူပဲရောက်သွားမှာပဲအတိုင်းအတာတစ်ခုစိတ်သွားတာအလွန်မြန်တယ်လေအလွန်မြန်တယ်အမေရိကန်နေတဲ့လူတယောက်ကလည်းပဲအခုထိုင်းနေရတဲ့ကဲအမေရိကန်ပြန်လိုက်ပါဦးမယ်စိတ်ကလေးနဲ့ပြန်ကြည့်ခုပြန်ခုရောက်သွားတာပဲအဲ့ဒါကိုစိတ်တကမ္မနာလို့ခေါ်တယ်ရုပ်ခန္ဓာကိုယ်ကြီးကိုစိတ်ထဲမှာထည့်သွင်းလိုက်ပြီးတော့စိတ်အဖြစ်ရုပ်ခန္ဓာကိုယ်ကြီးကိုဖြောက်ပြီးတော့စိတ်အသွင်ထည့်သွင်းလိုက်ပြီးတော့သွားလိုက်တဲ့အခါကျတော့လူပြည်မှာခုနကအရုဏဝတီမြို့တော်တောရကျောင်းလေးကနေကျုပ်ခနဲ့ပျောက်သွားပြီးတော့ဟိုမှာဘွားခနဲ့ပေါ်သွားတာစိတ်တကမ္မနာလို့ခေါ်တယ်စိတ်နဲ့ကြွသွားနော်ဥပမာပေးထားတယ်ဘယ်လိုဥပမာပေးတော့ဆိုရင်ကွေးထားတဲ့လက်ကလေးကိုဆန်းလိုက်တယ်လို့အဲ့ဒါလောက်မြန်အောင်ရောက်သွားတယ်လို့ဆိုလို့တယ်ကွေးထားရကဆန်းလိုက်တဲ့အခါမှာအဲ့ဒီအချိန်ပိုင်းလေးနဲ့ပြမပြေရောက်သွားတယ်ပေါ့အကြာကြီးသွားနေစရာမလိုဘူးစိတ်တကမ္မနာအခုသွားကိုရောက်သွားတယ်စိတ်ညစ်တဲ့အချိန်ချက်ချင်းရောက်သွားဆန်းထားတဲ့လက်ကလေးကိုကွေးလိုက်တဲ့အချိန်ပိုင်းလေးအတွင်းမှာမြတ်စွာဘုရားနဲ့အဘိဓုယဟန်တော်တို့ဟာဗြဟ္မပြည်ရောက်သွားကြတယ်အဲ့ဒီလိုရောက်သွားတယ်ဆိုတာပင်ကိုရုပ်ပုံတန်တန်နဲ့သွားတာတော့မဟုတ်နိုင်အခုလာကဘာတို့ဂျူရုနဲ့လိုက်တဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ခန္ဓာကိုယ်အကာအကွယ်တွေအများကြီးလုပ်ကြရတယ်မဟုတ်လားအကာအကွယ်တွေအဝတ်အစားတွေကဒီကအခုလက်ရှိအဝတ်နဲ့ဝတ်သွားလို့မရဘူးဝတ်သွားလို့မရဘူးအဝတ်အစားတစ်မျိုးတီထွင်ပြီးတော့သွားတယ်အဲ့ဒါလိုပဲတိခိမြတ်စွာဘုရားနဲ့အဘိဓုယဟန်တော်တို့မှာဗြဟ္မပြည်ကြွသွားတယ်ဆိုတာနေမိတယုတ်ဖန်ဆင်းပြီးတော့သွားရအကယ်၍နေမိတယုတ်မဖန်ဆင်းမဲ့နဲ့လူသဏ္ဍာန်တိုင်းသွားလို့မရဘူးပေါ့ဒါတော့မှန်လေနတ်တွေကလူပြည်လာလို့ရှိရင်လေလူပြည်နဲ့တင့်တော်တဲ့ယုတ်မျိုးဖန်ဆင်းပြီးတော့လာရတယ်ဒီတိုင်းလာလို့မရဘူးဗြဟ္မာတွေကလူပြည်လာလို့ရှိရင်လေလူပြည်နဲ့တင့်တော်တဲ့ယုတ်ကိုဖန်ဆင်းရတယ်အဲ့ဒီလိုမှမဟုတ်လို့ရှိရင်သူတို့ယက်တီခြင်းကမစွမ်းနိုင်ဘူးဆိုပါစို့တာမဏိဗြဟ္မာမင်းကြီးကရသော်ဘုရားက49ရက်ပြည့်တဲ့အခါတရားရဲ့လေးနက်မှုကိုဆင်ញင်စဉ်းစားအဲ့ဒီလိုဆင်ញင်စဉ်းစားလိုက်တဲ့အချိန်မှာအိုးတရားကလည်းအမတန်လေးနက်တယ်တတ္တဝါတွေငါဟောတဲ့တရားနားလည်မှာမဟုတ်ပါဘူးသူတို့ကကာမဂုဏ်အာယုစိတ်တွေထဲမှာပြောနေကြတာတရားဟောရင်ငါပဲပင်မမှာပဲဆိုတဲ့အတွေးလေးဝင်လာတဲ့အချိန်မှာတန်တိပြမကြီးကပြုတ်ခနဲ့ရောက်လာတယ်အဲ့ဒီလိုရောက်လာတယ်ဆိုတာဗြဟ္မာပြည်မှာနေတဲ့ဗြဟ္မာရဲ့ခန္ဓာကိုယ်မဟုတ်ဘူးလူပြည်ရောက်ရင်ရုပ်ချမ်းဖန်ဆင်းလာခဲ့ရဖန်ဆင်းလာပြီးတော့မြတ်စွာဘုရားရှေ့မှာလက်ဝဲဘက်ဒူးကမြေကြီးကိုထောက်ပြီးတော့လက်ရဘက်ကမုတ်ဆိုးတိုင်းထိုင်တာပေါ့နော်ဒူးတစ်ဖက်ထောက်ပြီးတော့မုတ်ဆိုးတိုင်းထိုင်ပြီးလက်ဥချီပြီးဘုရားကိုလျှောက်တာနိဗ္ဗာန်တကားကြီးဖွင့်တော်မူပါဆိုအဲ့ဒီမှာမုတ်ဆိုးတိုင်းထိုင်လို့ရအောင်ကဗြဟ္မာရဲ့ခန္ဓာကိုယ်အစစ်နဲ့ဆိုရင်ထိုင်လို့မရတခါတော့ကဟတ္တကဆိုတဲ့ဗြဟ္မာကြီးကလူပြေလာဘုရားရှိရောက်ပြီးတော့သူက
သူလာလိုက်တာကဗြဟ္မပြေကရုပ်ပုံလွာအတိုင်းသူကဒီလာတယ်လာပြီးတဲ့အခါဘုရားရှိခိုးသူကရက်မလို့ကြိုးစားတာရက်လို့မရဘူးတဲ့မြုပ်မြုပ်ဝင်သွားတယ်ဘာဖြစ်လို့ရက်လို့မရတာတော့ဆိုတော့ဗြဟ္မာရဲ့ခန္ဓာကိုယ်ကလူပြေကမြေလွှာတွေပေါ်မှာဆောက်လေးပေါ်မှာရက်လို့မရဘူးတရေကကြည့်ဘူးကြလိမ့်မယ်တရေတွေကကြည့်နိုင်ရနေပါတွေမှာသူတို့မှအကာအကွယ်မဖြစ်ဘူးမလားအဲ့ဒီဗြဟ္မာကလည်းရုပ်ချမ်းဖန်ဆင်းမထားလို့ရှိရင်ဒီမြေပေါ်မှာသူရက်လို့မရအဲ့ဒီမှာမြတ်စွာဘုရားကတတိပေးတာအေးရုပ်ချမ်းဖန်ဆင်းလိုက်ရုပ်ချမ်းဖန်ဆင်းလိုက်ဆိုမှအဲ့ဒီကြတော့မှရုပ်ဖန်ဆင်းမှဘုရားရှေ့မှာရက်ပြီးတော့ဘုရားကိုအယုသိပေးလို့ရတာအနှုတ်မို့ဆိုသူရက်လို့မရဘူးဘာဖြစ်လို့ရက်မရတော့ဆိုတိတ်တိမ်မွေ့တယ်သူတို့ခန္ဓာကိုယ်အခိုးအမွေ့လို့ဖြစ်ရက်လို့မရဘူးအဲ့ဒါကြောင့်လို့လူတွေရဲ့အသင်္တရံသဘောမျိုးရုပ်ချမ်းဖန်ဆင်းလိုက်တဲ့အခါမှာရက်လို့ရတယ်ဆိုတဲ့စကားတွေကိုထောက်ထားလို့ရှိရင်တိခိမြတ်စွာဘုရားနဲ့အဘိဓုဆိုတဲ့ဧကတာဝကဧကမဟာတာဝကတို့ဟာဗြဟ္မပြည်ကိုစိတ်တကမနလို့ခေါ်တဲ့စိတ်နဲ့ကြွသွားလိုက်တာဟုတ်ဆိုရောက်သွားကြတယ်ချက်ချင်းရောက်သွားတယ်ရောက်သွားတဲ့အခါမှာဗြဟ္မပြည်နဲ့တင့်တော်တဲ့ရုပ်ကိုဖန်ဆင်းပြီးတော့ရောက်သွားကြတာရောက်တဲ့ဆိုရင်ပဲဗြဟ္မာတွေဟာဝိုင်းအုံပြီးတော့ဘုရားနဲ့ယဟန္တာကြွလာတယ်ဆိုတော့ဝန္တာအာရနဲ့စွတ်ပြီးတော့ရောက်လာကြတယ်ပေါ့အဲ့ဒီလိုရောက်လာတဲ့အချိန်မှာဗြဟ္မာတွေမှာလည်းပထမဇန်ဗြဟ္မာဘုံမှာအဆင့်30ရှိတယ်လူတွေရဲ့အဆင့်အတန်းရှိတယ်လို့ဗြဟ္မာပြည်မှာလည်းပဲအဆင့်တန်းရှိတယ်ဒီအဆင့်တန်းဆိုတာဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင့်တန်းဆိုတာရှိနေတာလူတွေရဲ့အဆင့်တန်းမခွဲခြားရဘူးလို့ပြောတဲ့နိုင်ငံမှာလည်းအဆင့်တန်းရှိတာဟောသူတို့မခွဲခြားရဘူးဆိုတာဒီအပြောကလေးနဲ့မခွဲခြားရဘူးလို့ပြောတာ discrimination ဆိုတာမလုပ်အောင်ပေါ့လေလူချင်းတူပဲတို့တော့တဘာဝကပေးတဲ့ခွဲခြားမှုဆိုတာတော့ရှိကိုရှိတယ်လူတွေမှာတဦးနဲ့တဦးဟုတ်လားအကျင့်စာရိတ္တကောင်းတဲ့လူရှိတယ်အကျင့်စာရိတ္တမကောင်းတဲ့လူရှိတယ်ပညာထက်တဲ့လူရှိတယ်ပညာနှိမ့်ကြတဲ့လူရှိတယ်မရှိပေဘူးလားအေးအဲ့ဒီလိုတဘာဝပေးထားတဲ့အဆင့်အတန်းကတော့ဘယ်လိုမှဖြောက်လို့မရဗြဟ္မပြေမှာလည်းပဲလူပြည်တုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုချင်းမတူသည့်အတွက်ကြောင့်ဗြဟ္မပြေမှာအဆင့်30ရှိတယ်တဲ့ပထမဇန်ဗြဟ္မပြေမှာနံပါတ်1ကမဟာဗြဟ္မာပုဆိုးတဲ့ဗြဟ္မာကြီးအဝတ္တတကိုးကြီးတဲ့သူကအဲ့ဒီဗြဟ္မာကြီးကမြင်လို့မြင်ရတာမဟုတ်ဘူးဗြဟ္မာတွေကသူ့ရဲ့တဆင့်နိုင်တဲ့ဗြဟ္မာကဗြဟ္မပရောဟိတလို့ခေါ်တယ်အဲ့ဒီဗြဟ္မပရောဟိတတဲ့တဆင့်နိုင်တဲ့ဗြဟ္မာကြတော့ဗြဟ္မပါရိသစ္စာလို့ခေါ်တယ်ခရိတ္တတွေခြံရံနေပေါ့သဘောမှာပြောမယ်လို့ဆိုရင်မဟာဗြဟ္မာဆိုတာဘယင်ပေါ့ဗြဟ္မပရောဟိတဆိုတာမူကြီးမယသေနာပတိဗြဟ္မပါရိသစ္စာဆိုတာတိုင်းသူပြည်သားတွေပေါ့ဗြဟ္မာတွေမှာလည်းပဲဒီလိုသဘာဝအရာခွဲခြားတယ်ဘယ်လိုခွဲခြားတော့ဆိုတော့သူတို့လုပ်ခဲ့တဲ့ကုသကံခွဲခြားတယ်သန္တဝိရိယဝိမတစိတ်ဓာတ်လို့ဆိုတဲ့စိတ်အခြေအနေတွေကအောက်တန်းကြလို့ရှိရင်ခုနဗြဟ္မပါရိသစ္စာပုံမှာဖြစ်တယ်အလယ်လတ်ဆိုရင်ဗြဟ္မပရောဟိတပုံမှာဖြစ်တယ်အမြတ်တမ်းသာဆိုလို့ရှိရင်မဟာဗြဟ္မာဖြစ်တယ်မဟာဗြဟ္မာကတော့အမြတ်ဆုံးပဲပေါ့အဲ့ဒါလို့သူတို့ကတပုံထဲမှာပဲနေကြတယ်ဒါပထမဇန်3ပုံလို့ခေါ်တယ်ပထမဇန်3ပုံဟာသို့တော့တပြင်းထဲမှာနေကြတာအေးမြတ်စွာဘုရားတိခိမြတ်စွာဘုရားနဲ့အဘိဓုယဟန္တာတို့ဗြဟ္မပြည်ရောက်သွားတဲ့အခါမှာမဟာဗြဟ္မာရောဗြဟ္မပရောဟိတတွေရောဗြဟ္မပါရိသစ္စာရောဗြဟ္မပြည်ကပရိသတ်တွေရောက်လာကြတယ်ရောက်လာတဲ့အခါကျတော့တိခိမြတ်စွာဘုရားအဘိဓုယဟန်ကိုတိုက်တွန်းတယ်ဗြဟ္မဏ
ဗြဟ္မာပိဋကတ်တွေရောက်လာပြီမင်းတရားဟောလိုက်ပါဗြဟ္မာပိဋကတ်တွေကိုတရားဟောပါတရားဟောခိုင်းရသော်ဘုရားကဘေးကအသာထိုင်းနေပြီသူတပည့်ကိုတရားဟောခိုင်းတယ်နော်အဲ့တော့အဘိဓုယန္တာကြီးကလည်းပဲရသော်ဘုရားခိုင်းတဲ့အတိုင်းတရားဟောတာပေါ့ဘုရားရှိမှထိုင်ပြီးတရားဟောအဲ့ဒီလိုလဲတရားဟောလိုက်ရောတရားဟောပြီးတဲ့အခါတာတို့မခေါ်ကြပဲနဲ့ဗြဟ္မာတွေကကဲ့ရဲ့ကြတယ်ဝိုင်းပြီးတော့ဘာလို့ကဲ့ရဲ့ကိုလေးစားအပ်တဲ့ဆရာသမားဖြစ်တဲ့ဘုရားရဲ့ရှေ့မှာဒီကိုယ်တော်ကတရားဟောရကောင်းလားဆိုပြီးတော့မကြည်လက်ကြဘူးသူတို့ဆရာရဲ့ရှေ့မှာလူဓာတ်လုပ်တယ်ဆိုတဲ့အတွေးနဲ့သူတို့ကကဲ့ရဲ့ရှုပ်ချကြတယ်အေးအားစရာပဲကိုယ်ဆရာရဲ့ရှေ့မှာတရားတွေဟောလို့လူဓာတ်ကြီးလုပ်လို့ဆိုပြီးတော့ကဲ့ရဲ့အဲ့ဒါလိုကဲ့ရဲ့တဲ့အခါမှာမြတ်စွာဘုရားကအဘိဓုယန္တာကိုပြောတယ်အဘိဓုမင်းကိုတော့ကဲ့ရဲ့နေကြပြီတဲ့ဗြဟ္မာတွေကအဲ့တော့မင်းပို့ပြီးတော့အစွမ်းတကူပြပြီးတော့တရားကိုထိတဲ့ချဲချဲထပ်ပြီးတော့ဟောလို့ဆိုတော့အဲ့ဒီမှာတကူအိဋ္ဌိပတ်တွေကအသုံးချပြီးတော့အဘိဓုယဟန်ကဘယ်လိုဟောတော့ဆိုလို့ရှိရင်တရားဟောတဲ့အခါမှာရိုးရိုးတယ်ဟောတာမဟုတ်ဘူးဗြဟ္မာတွေကိုအစွမ်းတကူပြလိုက်တာတရားဟောနေရင်အဘိဓုယဟန်ရဲ့အောက်ပိုင်းခန္ဓာကိုယ်ကြီးကမမြင်ရဘူးအပေါ်ပိုင်းလေးတွေခန္ဓာကိုယ်ပုံစံအမျိုးမျိုးပြလိုက်တာတရားဟောနေတဲ့အချိန်မှာအထက်ပိုင်းပဲမြင်ရတယ်အောက်ပိုင်းကမမြင်ရဘူးတခါတခါတရားဟောတဲ့အခါမှာအောက်ပိုင်းမှာမြင်ရပြီအထက်ပိုင်းမမြင်ရဘူးခန္ဓာကိုယ်တဝက်ဖြောက်ပြီးတော့ဟောတာအောဘရာဖြစ်အောင်တဝက်ဖြောက်ပြီးတော့ဟောတာစွန့်ရည်တတိပြလိုက်တာပေါ့ဗြဟ္မာမျက်စိနဲ့တော့မမြင်ရဘူးဆိုတော့သူဘယ်လိုလုပ်ဖြောက်နော်ခုခေတ်ကလူတွေကထူးထူးဆန်းဆန်းလုပ်ပြမှာခုခေတ်ကမဟုတ်လူတွေဆိုတာရောဗြဟ္မာတွေရောတူတူပါပဲထူးထူးဆန်းဆန်းလုပ်ပြနိုင်မှလူကစိတ်ဝင်စားတာဟုတ်ရိုးရိုးဆိုစိတ်ဝင်စားဘူးဇလန်လေးတစ်ခုရှိတယ်သူပြေကမဟာပဏာဒဆိုတဲ့မင်းသားရှိတယ်အဲ့ဒီမင်းသားရဲ့ဘယ်တော့မှမပြုံးဘူးတဲ့ဘယ်တော့မှမကြည့်ဘူးအဲ့မင်းသားဘယ်တော့မှမပြုံးဘူးအဲ့တော့သူ့ကိုပြုံးအောင်လုပ်နိုင်လို့ရှိရင်ဘယင်ကဆုချမယ်လူတွေဟာသူပြုံးအောင်လိုက်ပြီးတော့ကြိုးစားတာခုခေတ်လူရှင်တော်တွေလည်းသူပြုံးအောင်လုပ်နိုင်မှာမဟုတ်ဘူးเนาะအေးပြုံးအောင်ကြိုးစားကြရည်စရာတွေပြောကြလုပ်ပြအမျိုးမျိုးလုံးဝမပြုံးဘူးသူမျက်နှာကြီးအတီးတီးကြီးအဲ့ဒီလိုကြိုးစားရတာ12နှစ်ကြာတယ်မပြုံးဘူးလူတွေပြလို့ကတော့သူကပြုံးဖို့မပြုံးဘူးလေအဲ့ဒါနဲ့တရားမင်းကနတ်ပြည်စတိတ်ရှိုးကနေပြီးတော့ကားကြည့်တဲ့တရားကိုလွတ်ပေးလိုက်တယ်အဲ့ဒီမဟာပဏာဒမင်းသားဟာမပြုံးဘူးလို့ပြောတယ်မင်းပြုံးအောင်သွားလို့ရှိလို့ဘုံနတ်လူရှင်တော်ပေါ့နတ်လူရှင်တော်လွတ်လိုက်တယ်လို့ပြောရမှာပေါ့နော်ခုခေတ်ပြည်သားလည်းအဲ့ဒါကိုနတ်လူရှင်တော်ဆိုရင်ပြုံးအောင်ပြုံးမဲ့ထင်နေကြအေးခုခေတ်လူတွေကတော့ဟာသသမားနာရင်ပြုံးရတာပါပဲအဲ့ဒီမဟာပဏာဒမင်းသားလုံးဝမပြုံးလို့ဟိုကလက်ပြေကလွတ်လိုက်တဲ့နတ်ကခြေတဲ့ကဘာလို့ပြတော့လို့ဆိုသူက dance လုပ်ပြတာ dance လုပ်တာဘယ်လိုလုပ်တော့ဆိုရင်သူကမျက်လုံးလေးကတစ်ဖက်ထဲတင်လှုပ်ပြီးတော့ကပြတယ်တချမ်းလှုပ်အကကိုကပြတယ်ခန္ဓာကိုယ်ကြီးတစ်ဝက်မျက်လုံးလေးတစ်ဖက်ပဲလှုပ်တယ်လက်တစ်ဖက်ပဲလှုပ်တယ်ခြေတော်တစ်ချောင်းပဲလှုပ်တယ်ကြံတဲ့ဘက်ကငြိမ်နောက်တစ်ခါဟိုဘက်ကလှုပ်ဒီဘက်ကငြိမ်အပေါ်ပိုင်းလှုပ်အောက်ပိုင်းလှုပ်အဲ့လိုအမျိုးစုံတချမ်းလှုပ်အကပြတဲ့အခါကျတော့မဟာပဏာဒမင်းသားနည်းနည်းလေးပြုံးတယ်အဲ့ဒီကာလာကိုကြည့်ပြီးဗမာပြည်မှာအခုလူပြည်မှာတချမ်းလှုပ်အကမပေါ်သေးဘူးနော်တချမ်းလှုပ်အကတကယ်တချမ်းနဲ့ပဲအဲ့ဒါတချမ်းလှုပ်အကကကြင်လို့ရှိရင်တော့တချမ်းလေဖြတ်ထားတဲ့လူကခိုင်းတော့ရကောင်းရလိုက်အဲ့တော့လည်းပဲအထက်ကရာထဲမှာမတန်းတင်ထားတာလေးရှိထူးထူးဆန်းဆန်းပေါ့ဟောဒီအဘိဓုယဟန်ကလည်းပဲကြည့်လေ
ခန္ဓာကိုယ်တစ်ဝက်ကိုသာပြပြီးတစ်ဝက်ကိုမမြင်ရအောင်လုပ်ပြီးတရားဟောတယ်ခန္ဓာကိုယ်အပေါ်ပိုင်းကိုပြပြီးအောက်ပိုင်းကိုမမြင်ရအောင်လုပ်ပြီးတရားဟောတယ်အောက်ပိုင်းကိုသာမြင်ရပြီးအပေါ်ပိုင်းမမြင်ရအောင်လုပ်ပြီးတရားဟောတယ်အဲ့ဒါလို့အမျိုးစုံတကုဋ္ဌိပတ်တွေလည်းလောက်ပြတဲ့အခါကျတော့အဲ့ဒီကြတော့ဗြဟ္မာကြီးတွေကဟာအာဩဇေကောင်းလိုက်တာဒီကိုယ်တော်တေးတကူကြီးတာပဲသူတို့တော့မတတ်နိုင်ဘူးအမတန်အစွမ်းတကူကြီးပါပဲတဲ့ဆိုဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်အဲ့ဒီကြတော့မှအဘိဓုယဟန်ကိုထင်ကြီးသွားတာတဲ့အဲ့ဒီချိန်မှာအဘိဓုယဟန်ကမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားတဲ့တပည့်တော်လူပြည်တုန်းကယဟန်တန်ဃာတွေနဲ့စမိစရပြောရင်းကနေဒီဗြဟ္မပြည်ကနေပြီးတော့လူပြည်ကကြားအောင်သူတရားဟောနိုင်တယ်အခုလိုမိုက်တွေပါတယ်မပါဘူးနော်ဗြဟ္မပြည်ကခုနဗြဟ္မပြည်နဲ့လူပြည်ဆိုတာအလွန်ဝေးတယ်ကြောက်တုံးကြီးကြောက်ဖြာကြီးကိုချလိုက်ရင်၄လကြာမှလူပြည်ရောက်မှဆိုတော့ဘလောက်ဝေးတယ်ဆိုတာစဉ်းစားတာကြည့်ပေါ့အခုနေရီလာတွေဆိုတာစတုမာတဲ့ပုံပဲရှိတယ်ပေါ့အဲ့ဒီတဲ့အလွန်မြင့်တဲ့ကောင်းကင်ရဲ့ထက်ထဲမှာရှိတာဆိုတော့အဲ့ဒီဗြဟ္မပြေကနေပြီးတော့တရားဟောတာကိုအောက်ကတန်ဃာတွေကြားအောင်သူဟောနိုင်တယ်ဆိုတာကိုသူပြောခဲ့ဘူးတဲ့ဆိုတော့မြတ်စွာဘုရားကအေးဒါဆိုလို့ရှိရင်လူပြေကကိုယ်တော်တွေကြားအောင်မင်းတရားဟောလို့ဆိုစัจ java လာ1000ကနေကြားရအောင်အဋိဌာန်လိုက်တယ်အဋိဌာန်လိုက်တဲ့အခါကျတော့အဋိဌာန်ပြီးတော့ဂါထာလေးတစ်ပုဒ်ဂါထာလေးတစ်ပုဒ်ကိုရွတ်တယ်အဲ့ဒီဂါထာလေးတွေကလည်းအမှန်တန်တန်လို့ရှိတဲ့ဂါထာတွေပေါ့အာရပထနိကမထယုံဇထဗုဒ္ဓသာသနိဒုနာထမစ္ဆုလောသေနံနလာခါရံဝကုံစရောဆိုတဲ့ဂါထာလေးတစ်ပုဒ်ပထမရွတ်လိုက်တယ်အာရပထနိကမထယုံဇထဗုဒ္ဓသာသနိဆိုတဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားသာသနာတော်မှာကြိုးစားကြပါအထောက်ကြပါနော်ဆွဲဆွဲမြဲမြဲအလုပ်လုပ်ကြပါတိုက်တွန်းလို့ဆိုတာသာသနာတော်ကြီးနဲ့ကြုံတွေ့ပြီးတော့မိမိလျော်ရောမနေနဲ့ကြိုးစားကြလို့ဒီလိုပြောတယ်တခုလုပ်ကြရမယ်တရားဓမ္မနဲ့ပတ်သက်ပြီးမသိတရားကြိုးစားကြရမယ်ဒုနာထမစ္ဆုနောသေနံနလာကာရံဝကုံစရောယူရိုးတွေနဲ့ဆောက်ထားတဲ့အိမ်ကိုဆင်းတကောင်ကဝင်မွေ့ပြီးတော့ခြေမုံပြစ်တယ်လို့ပဲသေနည်းရဲ့စစ်တပ်တစ်ခွဲဖြစ်တဲ့ကိလေသာတွေကိုလည်းပဲခြေမုံပြစ်ကြပါလို့ဒီလိုပြောတာဒါကိုထလေးလုံးဂါထာလို့လည်းခေါ်ကြတယ်အာရပထနေကမထယုံဇထဗုဒ္ဓသာသနိဒုနာထမစ္ဆုနောသေနံနလာကာရံဝကုံစရောရှင်ကြီးဟာကျူဖြန့်အိမ်ကိုခြေမုံပြီးတော့ဖြတ်စည်းပြစ်တယ်လို့ဒီနည်းရဲ့စိတ္တိဘောဘာဖြစ်တဲ့ကိလေသာအာတော်တွေကံတရားတွေကိုခြေမုံပြစ်ကြမြတ်စွာဘုရားသာသနာတော်မှာပေါ်ပေါ်လျော်ရောမနေကြတဲ့ကြိုးစားကြဒီလိုအိဗယ်ရတဲ့ခါထာတစ်ပုဒ်ကိုဟောတယ်ပြီးတဲ့အခါဒုတိယဆက်ရွတ်တဲ့ဂါထာကယောဣမတ္တမေဓမ္မဝိနယေအပမတ္တောဝိဟရတိဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံကရိတတိအကျိုးကျေးဇူးကိုပြောတာဟောဒီဘုရားမြတ်စွာရဲ့သာသနာတော်မှာတဲ့တရားဓမ္မအပေါ်မှာမမေ့မလျော့နဲ့နေ့စဉ်အမြတ်နေ့စဉ်မပြတ်ကြိုးပမ်းအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာပဟာယဇာတိတန္တာရံဒုက္ခတန္တံကရိတတိတဘဝပြီးတဘဝစင်စစ်မပြတ်မွေးဖွားပြီးဖြစ်နေရတဲ့ဒီဇာတိဆိုတဲ့တန်လျာကြီးကိုဖယ်ရှားပြီးတော့ဆင်းရဲဒုက္ခတွေအဆုံးသတ်နိုင်ပါလိမ့်မယ်ဒီတရားနှစ်ပုဒ်ပဲသူဟောလိုက်တယ်ဗြဟ္မပြေကနေပြီးတော့ရိုးရိုးပဲဟောလိုက်တာအဲ့ဒီတရားတန်ကိုလူပြေကယဟန်တွေကအတိုင်းအသားကြီးကြားဗြဟ္မပြေကဟောတဲ့ဒီခါရလေးနှစ်ပုဒ်
ယောဣမတတေဓမ္မဝိနည်းအပမတ်တော်ဝိဟတတိဓမ္မဝိနည်းဆိုတဲ့မြတ်စွာဘုရားသာသနာတော်မှာမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်ဟာတဲ့ပါဟာယဇာတိတန်တာဇာတိလို့ဆိုတဲ့တန်တရားကြီးကိုဖယ်ရှားပြီးဒုက္ခတဏ္ဍဂရိတတိဆင်းရဲဒုက္ခကိုဆုံးသတ်နိုင်ပါလိမ့်မယ်ဆိုတဲ့ဒီတရားကိုသူဟောလိုက်တယ်အဲ့ဒါလိုတရားဟောပြီးတဲ့အခါတိခိမြတ်စွာဘုရားနဲ့အဘိဓုဆိုတဲ့ဧကတာဝကတို့ဟာလူပြည်ကိုပြန်ရောက်လာကြတယ်ပြန်ရောက်တယ်ဆိုတဲ့အချိန်မှာလဲစိတ်တခမနနဲ့သွားတာဟိုမှာပြုတ်ခနဲ့ပျောက်ပြီးတော့လူပြည်ကကျောင်းမှာသွားခနဲ့ပေါ်လာတာဒါဗြဟ္မပြည်ခရီးတစ်ခေါက်ပြန်လာခဲ့ကြတယ်ကျောင်းတော်ရောက်တဲ့အခါကျတော့အဘိဓုယဟန်ရဲ့ရွတ်ဆိုတဲ့ဟောကြားတဲ့ဂါထာတွေကိုကြားရလားလို့ဆိုယဟန်တော်တွေကအလုံးကြားရတယ်ဒီတရားဘယ်လိုကြားတော့ဆိုခုနကရာနှစ်ပုဒ်ကိုပြန်ရွတ်ပြကြတယ်ဟောဒါစွန့်ရည်တတိတွေပေါ့စွန့်ရည်တတိဆိုတာလေ့ကျင့်ထားလို့ရတာလည်းရှိတယ်အစွမ်းတကူဆိုတာနေရာတကာတိုင်းမှာရှိတယ်အဲ့တော့သာဝေကျမ်းကမှာအစွမ်းတကူ10မျိုးဆိုတာရှိတယ်နော်အစွမ်းတကူ10မျိုးဆိုတာနံပါတ်1ကဘာလို့ဆိုရင်အဋ္ဌဌာနအဋ္ဌိစာပေမှာအဋ္ဌိ10ပါးလို့လည်းပြောတယ်အဋ္ဌိကိုဗမာလိုကတကူလို့ပဲပြန်တယ် literal meaning စကားလုံးကပြောတဲ့အဓိပ္ပာယ်ကတော့ဖြစ်ဆုံးခြင်းလို့ဒီလိုလေးပဲရတယ်လိုချင်တာဖြစ်တာစွမ်းတကူဆိုတာကိုဖြစ်စေချင်တာဖြစ်အောင်လုပ်နိုင်တာစွမ်းတကူခေါ်တာပေါ့ကိုဖြစ်ချင်တာဖြစ်အောင်လုပ်နိုင်အဲ့ဒီမှာအဋ္ဌဌာနဆိုတာအဋ္ဌံလိုက်တယ်ဥပမာတယောက်က1000ဖြစ်အောင်အဋ္ဌံဒါစွမ်းတကူတစ်ခုပဲကြည့်လေရှင်စုလပန်ကနေပြီးတော့သူရဟန္တာဖြစ်တဲ့အခါကျတော့ဆုံးသတ်လိုက်ဖို့ရသူမလိုက်မသွားရအောင်ကျောင်းမှာသူတစ်ပါးလည်းကြံရတယ်အေးမြတ်စွာဘုရားကကျောင်းမှာယဟန်တစ်ပါးရှိတယ်လို့သွားပင့်ကြီးအောင်လို့ဆိုပြီးတော့ခိုင်းလိုက်တဲ့အခါမှာသူ့ရဲ့နောင်တော်မဟာပဏ္ဏကမရှိတော့ပါဘူးခင်ဗျာလို့ရှောက်တယ်အဲ့ဒီအတန်ကိုသူကကြားတဲ့အခါကျောင်းမှာယဟန်နေရှိကြောင်းသူပြမယ်ဆိုပြီးတော့ယဟန်1000ဖန်ဆင်းထားလိုက်တာဒိဋ္ဌံလိုက်တာတယောက်ကနေပြီးတော့1000ဖြစ်ပါစေဆိုပြီးတော့ဒိဋ္ဌံလိုက်သူ့ရဲ့ဒိဋ္ဌံရဲ့အတိုင်းပဲယဟန်1000ယဟန်1000ကလည်းကြည့်တချို့ကတပြက်စီးလဲနေတယ်တချို့ကရေခတ်နေတယ်တချို့ကသင်္ကန်းချုပ်နေတယ်တချို့ကတရားထိုင်နေတယ်ကျောင်းဝင်းကြီးတစ်ဝင်းလုံးဟာယဟန်1000နဲ့ပြည့်တယ်ဆိုတော့လာပင့်တဲ့သူကနေပြီးတော့လာပင့်တဲ့အခါဟိုကတပါးပဲပင့်ခိုင်းတာဒီကြတော့1000ဆိုသူမပင့်ရဲဘူးပေါ့မပင့်ရဲတော့ပြန်ပြေးပြီးတော့သွားပြီးတော့လျှောက်တဲ့အရှင်ဘုရားတဲ့ယဟန်တပါးမကဘူး1000တောင်ရှိနေတယ်ဆိုဒါဖြင့်စုလပန်ဆိုတဲ့ကိုယ်တော်ပင့်ငယ်လို့တခါမှတော့သူပြန်သွားတယ်ပြန်သွားတဲ့အခါကျတော့ဟိုလည်းရောက်ရောရှင်ဘုရားရသော်ဘုရားကစုလပန်ဆိုတဲ့ကိုယ်တော်ကိုပင့်ခိုင်းပါတယ်လို့ဆိုပါဇက်ပေါင်း1000ကပြောလိုက်တာငါစုလပန်ပဲငါစုလပန်ပဲငါစုလပန်ပဲဆိုအားလုံးက1000လုံးကစုလပန်ကြီးဖြစ်နေတာမပင်ရဲလို့ပြန်ပြေးသွားတယ်အဲ့တော့နောက်တတိယအချိန်သွားတဲ့အခါကျတော့ရသော်ဘုရားနီးပေးလိုက်တယ်ပထမဆုံးငါစုလပန်လို့ပြောတဲ့ကိုယ်တော်ကိုလက်ဆွဲခေါ်ခဲ့လို့ပြောအဲ့ဒီတခါသွားပြီးတော့ရှင်ဘုရားစုလပန်ကိုယ်တော်ကြွပါဆိုငါစုလပန်လို့ဆိုတာလက်ဆွဲခေါ်လိုက်တာပျောက်သွားရောကျန်တာတွေကအဲ့ဒါအဋ္ဌဌာနအဋ္ဌိတကိုးနဲ့ဖန်ဆင်းထားတယ်လို့ပြောတာနော်ဒီလိုစွမ်းတကိုးတွေလည်းလုပ်လို့ရတယ်နံပါတ်2ကတော့ဝိကုပ္ပဏအဋ္ဌိလို့ခေါ်တယ်ဝိကုပ္ပဏဆိုတာဝိဆိုတာထူးထူးခြားခြားကုပ္ပဏပြုလုပ်တာဥပမာပဲလူစင်စစ်ကနေပြီးတော့ဆင်ယုတ်ကြီးဆင်ကြီးဖြစ်အောင်ဖန်ဆင်းတယ်လူစင်စစ်ကကြားကြီးဖြစ်အောင်ဖန်ဆင်းတယ်ရှင်မမောဂလန်ကြည့်ပြီလူစင်စစ်ကနေပြီးတဏှောပဏ္ဏနဂါမင်းနဲ့စစ်ပြိုင်တဲ့အခါကျတော့တဏှောပဏ္ဏနဂါမင်းကနဂါဆိုတော့ရှင်မမောဂလန်ကဂလုံလိုဖန်ဆင်းလိုက်တယ်ဟောဂလုံလိုဖန်ဆင်းတယ်အဲ့ဒီလို
ရုပ်ပုံပြောင်းပြီးတော့ဖန်ဆင်းတာမျိုးထူးထူးခြားခြားဖန်ဆင်းတာမျိုးတွေဟာဒါဝိကုပ္ပနာအဋ္ဌိလို့ခေါ်တယ်ဒါလည်းစွန့်ရည်တတ္တိတစ်မျိုးပဲနောက်တစ်ခါကျတော့မနောမယအဋ္ဌိဆိုတာစိတ်ဖြင့်ဖန်ဆည်းတဲ့ခန္ဓာကိုယ်မျိုးမနောမယစိတ်ဖြင့်ဖန်ဆင်းလိုက်တယ်စိတ်ထဲကဖန်ဆင်းထားတဲ့ရုပ်မျိုးလည်းပဲဖြစ်နိုင်တယ်တဲ့နောက်တစ်ခုအစွမ်းတစ်ခုကညာနာဝိဖာရအဋ္ဌိတဲ့ဉာဏ်ရဲ့စွမ်းရည်တတိနဲ့ပြည့်ပြည့်စုံတာအဲ့ဒီဉာဏဝိဖာရအဋ္ဌိကလည်းအံ့ဩစရာကောင်းတာအရတ္တမဉာဏ်အရတ္တပူဉာဏ်ရဖို့အခြေခံနေသူတို့ရဲ့ပစ္စည်းမဘဝိကပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိနေတယ်ဆိုတော့ရှင်ဘာကုလအလောင်းကလေးဟာအိုးငယ်ငယ်လေးရေထဲသွားပြီးတော့ရေချိုးတဲ့အခါကျတော့ငါးကဟတ်သွားငါးမျိုးတဲ့ထဲမှာပါသွားတယ်အဲ့လိုပေါ်ပါသွားပြီပဲလို့မသေးတာဟာဘာကြောင့်မသေးတော့ဆိုရင်ဒီညာနာဝိဖာရသူ့ရဲ့အရတ္တမေဉာဏ်ရလက်တံဖြစ်တဲ့ဉာဏ်စွမ်းကြောင့်မို့လို့ဒီသိဆုံးခြင်းမရှိဘူးတခါတန်ကိစ္စဆိုတဲ့တာမဏေဟာဝိဖွားလာတဲ့အချိန်မှာမမွေးဖွားခင်သူ့မိခင်ကကိုယ်ဝန်ကြီးနဲ့တည်သွားတာတည်သွားလို့တင်းញိုင်းပို့ပြီးတော့လီးရှို့တဲ့အခါမှာတဇူဝါးတွေနဲ့ထိုးရင်အဲ့ဒီဘိုက်ထဲကကလေးလေးကလွတ်စင်ပြီးတော့တမန်မျက်ချုံပေါ်မှာသွားကြတယ်နော်လီးရှို့တဲ့ထဲကနေပြီးတော့နော်အဲ့ဒီကလေးလေးကဒီအသက်အိမ်နဲ့ပတ်ပြီးတော့သူကအသက်ရှင်တယ်တမန်မျက်ချုံပေါ်ကြတော့သူ့ကိုဓဗ္ဗလို့နာမည်ပေးထားတာတန်ကိစ္စလို့ဓဗ္ဗလို့ဆိုတာဒီလိုပဲဒီမသေးဘူးဘာဖြစ်လို့မသေးတော့ဆိုပစ္စည်းမဘဝိကဒါညာနာဝိပါဒအဋ္ဌိလို့ခေါ်တယ်အတိညာရဲ့စွန့်ရည်တတ္တိတစ်ခုပဲရှင်ဓဗ္ဗလို့ရှင်တန်ကိစ္စလို့ဆိုတာအဲ့ဒါမျိုးနောက်တစ်ခုကသမာဓိဝိပါဒအဋ္ဌိသမာဓိဝိပါဒသမာဓိစွမ်းအားနဲ့ဆိုရင်လည်းပဲဘယ်သူမှဒုက္ခမပေးနိုင်ဘူးတခါတော့ရှင်သာရိပုတ္တရာမထေရတောရကျောင်းမှာရှင်မောဂလန်နဲ့အတူတောရကျောင်းလေးမှာထိုင်နေကြထိုင်နေရင်တဘာဝဝင်စားတယ်လာကြီးကလည်းတာလိုက်တာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာလည်းပဲခေါင်းကိုအဲ့ဒီနေ့မှာပြောင်းအောင်ရိတ်ထားတာအပေါ်ကလန့်ရောင်နဲ့ဆိုတော့ခေါင်းလေးကနေပြောင်းပြီးတော့အလက်လက်ဖြစ်နေမှာပေါ့ခေါင်းပြောင်မှာလာတာနေတဲ့အချိန်အဲ့ဒါလို့ရှိနေတဲ့အချိန်မှာဟိုးမြောက်အရာကနေကောင်းကင်ကနေပြီးတော့မြောက်အရာကနေတောင်ရက်သွားတဲ့ဘလူးနှစ်ကောင်အဲ့ဒီနန္ဒဆိုတဲ့ဘလူးကလာရောင်နဲ့ပြောင်လဲဖြစ်နေတဲ့ရှင်သာရိပုတ္တရာခေါင်းပြောင်ကိုမြင်တဲ့အခါကျတော့လက်သီးနဲ့ထိုးချက်စိတ်ပေါက်တယ်ကြံ့ဖတ်မှနော်စိတ်ကူးကလည်းခေါင်းပြောင်မှာလာရောင်ဟတ်နေတာကိုမြင်တဲ့အခါကျတော့လက်သီးနဲ့ထိုးချက်လို့တဲ့ဟိုရဟန်းထိုင်နေတာငါလက်သီးနဲ့သွားထိုးမယ်ပေါ့ဟိုဘွားတော့ကပေါင်းစင်သမားများဖြစ်လာသလားမသိဘူးသူကထိုးရင်ကြိတ်ချင်တဲ့ဝါဒနာရှိတယ်အရှင်သာရိပုတ္တရာထိုင်နေတာမြင်တယ်လက်သီးနဲ့သွားထိုးမလို့တော့သူ့ကိုဖော်လို့တဲ့ဒီဘလူးကပြောတယ်မလုံးနဲ့မင်းသွားမလုံးနဲ့အဲ့ဒီရဟန်းအမတန်တကူကြီးတယ်သွားမလုံးနဲ့ဟိုကတဘာဘဝင်စားနေတာမရဘူးသူလုံးမှာပဲလက်သီးစွမ်းပြအောင်မဆိုဆင်းလာပြီးတော့ရှင်သာရိပုတ္တရာခေါင်းကိုလက်သီးနဲ့ထိုးသူ့လက်သီးချက်ကဘလောက်ပြင်းတယ်လဲဆိုရင်ခုခေတ်ကကက်ဆီယက်လက်ဟိုရင်ဘောက်ဆင်သမားတဲ့လက်သီးတဲ့ပြင်းလိုက်တယ်နော်စားထဲမှာဘလောက်ပြင်းတော့ဆိုရင်သူထိုးလိုက်တာတောင်တကြီးတစ်ခုတော့ဝုန်းဝင်နဲ့ပြိုကျသွားတော့ပြင်းထန်တယ်လို့ပြောတာပဲအဲ့လိုရှင်သာရိပုတ္တရာခေါင်းကိုလက်သီးနဲ့ထိုးလိုက်တဲ့အချိန်မှာရှင်သာရိပုတ္တရာကတမာတိစွမ်းအားတမာတိဝိဖာရအဋ္ဌိဆိုတဲ့စွမ်းအားကြောင့်ဒီလောက်ပြင်းထန်တဲ့လက်သီးတံလေးဟာကောင်းမှချင်းလေးနဲ့ကြိုက်သွားသလားလို့ရာယုံလေးပဲရလိုက်တယ်။ဘာဖြစ်အဲ့ဒါကိုဘယ်သူကမြင်တော့ဆိုရှင်မမောက္ကလံမြင်လိုက်တာအေးတမာတိဝင်စားနေရတာလက်သီးနဲ့လည်းချိုးပြီးရောရှင်သာရိပုတ္တရာတမာတိကနေထလိုက်တော့ကောင်းမှတမျိုးလေးပဲလို့ဒီလိုခံစားရတော့ရှင်မောက္ကလံကပြေးလာပြီးရှင်ဘုရားဘယ်နဲ့နေသေးတော့ဘယ်နဲ့နေဘလူးတကောင်ရှင်ဘုရားကောင်းလက်သီးနဲ့ဝင်ထိုးသွားတယ်တဲ့
အဲ့ဒါခေါင်းပြောင်ပြောင်ရိတ်ထားလိုက်ရှင်တော့လာရောင်ထဲမှာမထိုင်ကြလေနဲ့လက်သီးနဲ့ထိုးတဲ့ကောင်နဲ့တွေ့ရင်မလွယ်ဘူးနော်အဲ့တော့ရှင်ဘုရားခေါင်းဘယ်နဲ့နေတော့ဆိုရှင်သာရိပုတ္တရာပြောတယ်နည်းနည်းလေးရာကြည့်ကြည့်လေးတော့ရှိတယ်တဲ့ဆိုတော့ရှင်ဘုရားတဲ့အဲ့ဒါဘလူးကနေလက်သီးနဲ့ဝင်ထိုးသွားတာတဲ့အဲ့ဒီဘလူးနဲ့ရှင်သာရိပုတ္တရာလက်သီးနဲ့ထိုးပြီးတော့တကိုယ်လုံးပူလာကြီးလောင်လာကြီးဆိုပြီးတော့တိတ်ဆုံးပြီးငရဲကြသွားတော့ယဟန္တာပြတ်မှာတော့ယက္ခပဟာရတုတ်ဆိုတာရှိအဲ့ဒါမျိုးကိုတမာရိဝိဖာရအိဋ္ဌိလို့ခေါ်တယ်နောက်တစ်ခုဝိထုတစ်ခုကတော့ခာနုကွန်းတင်ညာဆိုတဲ့ပထေကြီးကလမ်းမေးတနေရာမှာသူကဘုဒ္ဓကြီးထိုင်ပြီးတော့တမဘောဝင်စားနေတာမှောင်ကြီးတဲ့မှာပေါ့အဲ့ဒီအချိန်မှာရွာတရွာမှာသခိုးတွေကပစ္စည်းဝင်ခိုးပြီးတော့ပစ္စည်းတို့ကြီးထမ်းလာပြီးအဲ့ဒီလမ်းကဖြောက်တာဖြတ်တန်းပြီးတော့လာတယ်အဲ့ဒီနားကြတော့မောမောပန်းပန်းနဲ့ကအထုပ်ချပြီးလာကြမယ်ပေါ့ရဟန္တာငုတ်တုတ်ထိုင်နေတာကိုသူတို့ကတစ်တုံးကြီးမှတ်နေတော့သူတို့ခိုးလာတဲ့စိန်နေရွှေတွေခိုးလာတဲ့ခွေးရပါပစ္စည်းတွေကိုအဲ့ဒီရဟန္တာကြီးရဲ့ခေါင်းပေါ်မှာစုပြီးတင်ထားကြတာတိတ်မုတ်ကြီးပေါ်တင်ကြတယ်ပေါ့လေအဲ့ဒါလိုနေပြီးတော့ရဟန္တာကြီးကတော့တဘာဝဝင်စားနေတာဆိုတော့ဘာဖြစ်ဘူးတကယ်ဆိုလို့ရှိရင်လေဒါတော့အလေးပင်ကြီးဆိုလို့ရှိရင်မလွယ်ဘူးပေါ့သူကောင်းပေါ့နောက်တမဘက်ကထတဲ့အချိန်သခိုးတွေကလည်းအထုပ်မားတဲ့အချိန်ကျတော့အောက်ကယဟန္တာကြီးကလှုပ်လာတော့အဲ့ကြမှာလူမှန်းသိပြီးတော့ယဟန္တာကြီးမှန်းသိတဲ့အခါကျတော့မှထိုင်ပြီးရှ िख ိုးတောင်းပန်ကြတယ်တဲ့ဒါတော့လေးလံတဲ့အထုပ်အပိုးတွေခေါင်းပေါ်စုတင်တာဘာမှမဖြစ်တာဟာဒါတမာရိဝိဖာရအိဋ္ဌိလို့ခေါ်တယ်ဒါလည်းအစွမ်းတစ်ခုပဲတာမန်ဆိုလို့ရှိရင်မခံနိုင်တဲ့အနေအထားတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကြည့်လေဥတ္တရာဆိုတဲ့တထေသမီးလေးသူတို့ကဆင်းတဲ့ဘဝကနေပြီးတထေဖြစ်သွားတာသူတို့ကအိမ်လဲလုံးရတယ်သူ့အဖေကသူတို့ကအိမ်လဲထွန်ပြီးတော့လဲလုံးရတယ်ရှင်သာရိပုတ္တရာကိုလှူတယ်သူဇနီးကလည်းရှင်သာရိပုတ္တရာဆွမ်းကတ်တယ်အဲ့ဒီနေ့မှာသူတို့ထွန်ရဲထားတဲ့မြေကြီးတွေအရွှေဖြစ်သွားအဲ့ဒီမှာသူတထေဖြစ်သွားအဲ့ဒီပုံနာဆိုတဲ့တထေရဲ့သမီးကဥတ္တရာသူမနာဆိုတဲ့တထေသားနဲ့သူ့ကိုအိမ်တော်ရဲ့ယတာချပေးထားတဲ့အခါကျတော့ဟိုကဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာမဟုတ်တော့တဝါတွင်းလုံးသူကဥပုသ်ဆောင်ခြင်းနဲ့တန်ဃာတွေကိုလူခြင်းနဲ့တန်းခြင်းနဲ့သူကသောတာပန်ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ခြင်းအဲ့ဒီအိမ်မှာကုသိုလ်ကောင်းမှုလည်းမလုပ်ရဘူးတရားလည်းမနာရဘူးယဟန်နေလည်းမဖူးရဘူးဆိုတော့သူစိတ်ထဲမှာမကြည်မနှက်ဖြစ်တော့သူ့အဖေကိုလှမ်းပြီးတော့အကြောင်းကြားတယ်ဒီအိမ်တွေကတော့သူဆင်းရဲတယ်ပေါ့တန်ဃာတွေလည်းတပါးမှဆုံးမကြွေးရဘူးတရားလည်းမနာရဘူးအဲ့တော့ဒီအိမ်ကိုရောက်တာသူကထောင်ကျနေတာနဲ့တူတူပဲဆိုသူ့ဖေကပတ်စံနေပို့လိုက်တယ်ပတ်စံနေပို့လိုက်ပြီးတော့ငါသမီးတဲ့ပြည့်တစားမတအုပ်ကိုငှားထားပြီးတော့ငါသမီးကုသိုလ်ကောင်းမှုလုံးလို့ဆိုပြီးတော့သူအဖေလုပ်တဲ့ပုဂ္ဂိုလ်ကလှမ်းပြီးတော့ပတ်စံပို့တနေ့ကို1000နဲ့တိရိမာဆိုတဲ့ပြည့်တစားမကိုငှားပြီးတော့သူ့ယောက်ျားကိုလုံကျွေးပြုခိုင်းတယ်ပေါ့သူကတော့သူ့ချမ်းရနေနဲ့လေးစင်နဲ့မြတ်တန်ဃာတွေကိုပင့်ပြီးမိဖို့ကြောင့်လည်းမောမောပန်းပန်းနဲ့ဆွမ်းနေချက်ဆွမ်းနေလောင်းကုသိုလ်ကောင်းမှုတွေတဝါတွင်လုံးလုပ်တာအဲ့ဒီလိုလုံးနေတာကိုတရက်တော့ပြင်ဘက်မှာသူကချွေးတိတန်လေးနဲ့ထမင်းအဝင်းတွေချက်ပြီးတော့နေတာပင်ပန်းပန်းလုံးနေတာတထေးသားကအိမ်ပဒင်းပေါက်ကိုဖွင့်ပြီးတော့ကြည့်တော့ဥဒ္ဒရာကိုမြင်တဲ့အခါကျတော့သူ့စိတ်ထဲမှာဘလို့တွေးတော့ဆိုရင်ကြည်စမ်းတဲ့ဒီကောင်မအပင်မခံပြီးတော့ချမ်းချမ်းသာသာမနေတတ်ဘူးပေါ့သူကရွှေတိနဲ့ချက်လို့ပြုတ်လို့ပင်မခံတယ်ဆိုပြီးတော့သူ့အတွေးနဲ့သူကပြုံးတာအဲ့လိုပြုံးတော့တိရိမာကဘသူကြည်ပြီးပြုံးတာတော့လို့သူကလည်းပြိမောကကြည်လိုက်တဲ့အခါကျတော့ဥဒ္ဒရာကိုကြည်ပြီးတော့ပြုံးတယ်ဆိုတာကိုသိတော့သူ့စိတ်ထဲမှာမနာလိုစိတ်ဖြစ်သွားမ
နာတို့စိတ်ဖြစ်သွားပြီးတော့အိမ်မောကနေတော့လျှောက်ဆင်းသွားပြီးတော့ဥမာစီရီထောပတ်တွေချက်ထားတဲ့ထဲကနေပြီးတော့မှုန့်နဲ့ခတ်ပြီးတော့ဥဒ္ဒရာရဲ့ခေါင်းသွားလောင်းတာအဲ့ဒါလို့လောင်းတဲ့အခါမှာဥဒ္ဒရာကဘာစဉ်းစားတော့ဆိုရင်သူ့ကျေးဇူးကြောင့်ငါကုသိုလ်တွေလုပ်ခွင့်ရတယ်သူ့ပေါ်မှာမပြစ်မှားဘူးချမ်းသာပါစေဆိုပြီးတော့မေတ္တာပွားပြီးတော့နေလိုက်တယ်လောင်းချလိုက်တာအမတန်ပူတဲ့နော်အမတန်ပုတ်ပွက်ဆူနေတဲ့ထောပတ်စီတွေဟာဥဒ္ဒရာခေါင်းပေါ်နဲ့ရောက်အေးမြပြီးတော့သွားမပူအဲ့ဒါဘာကြောင့်လဲလို့ဆိုလို့ရှိရင်ဒီတမာတိဝိဖာရတကူပဲတဲ့ဒီလိုဆိုလို့တမ္မာဝတိမိဖုရားကြီးကလည်းပဲတခါတော့ဥဒိဏမင်းကအမြင်မှားပြီးတော့တမ္မာဝတိနဲ့အခွဲ့ကိုအကုန်လုံးပြစ်တတ်မယ်ဆိုပြီးတော့ဘုရားနဲ့ချိန်ပြီးအလုံးကိုတန်းစီရခိုင်းတယ်တန်းစီရခိုင်းပြီးတော့ရှင်ဝတ်တဲ့ဘုရားနဲ့ချိန်ပြီးတော့ပြစ်တာဘုရားကလုံးဝမထွက်ဘူးအဲ့ဒါဘာကြောင့်မထွက်တာတော့ဆိုတမ္မာဝတိကဘယင်မင်းတရားကြီးပေါ်လဲဘယ်လိုမှစိတ်မပြစ်မှားကြနဲ့ဂုံးတိုက်တဲ့မာဂန္ဒီဆိုတဲ့ဘီဗျာပေါ်မှာလည်းမပြစ်မှားကြနဲ့အာလုံးမေတ္တာဘာဝနာပွားကြဆိုတဲ့တမာတိစွမ်းအားသူတို့တဏ္ဍာမှာရှိနေလို့ညာကပြစ်လို့မရဘူးတဲ့နော်အဲ့ဒါတွေအဘာလို့ဆိုတမာတိဝိဖာရအဋ္ဌိလို့ခေါ်တယ်တမာတိစွမ်းအားနဲ့တားတာနောက်တစ်ခုကအရိယာအဋ္ဌိအရိယာအဋ္ဌိအရိယာပုဂ္ဂိုလ်တွေဟာစိတ်ကိုပိုင်နိုင်တဲ့စွမ်းရည်တတ်တည်ရှိကြတယ်။ယွန်စရာကောင်းတာကိုယွန်စရာမကောင်းဘူးလို့စိတ်ထဲမှာပြောင်းပြီးတော့ထားလို့ရတယ်။ဥပမာမဲ့ဆိုပါစို့ရှင်မာကတ္တဗကြီးကိုလူနာယောဂဆွဲနေတဲ့လူကြီးတယောက်ကနေပြီးသူစားနေတဲ့ထမင်းတွေကိုသူရိတ်ထဲထည့်တော့သူ့ရဲ့လက်ချောင်းလေးတစ်ချောင်းကတပိတ်လေးကိုပြတ်ကျချင်ရတဲ့နော်လူနာယောဂဆွဲနေတဲ့လူရဲ့လက်ချောင်းကလေးတစ်ခုကအဲ့တပိတ်လေးပြတ်ကျချင်ရတယ်သို့တော်ရှင်မာကတ္တဗမထေရကအဲ့ဒီလက်ချောင်းလေးနဲ့ဆွန်းတဲ့ကိုဓာတ်လို့ထားနိုင်တယ်ဒါအလုံးဟာပထဝီဓာတ်ပဲဆိုပြီးတော့လက်ချောင်းလေးကိုတော့မစားဘူးပေါ့နော်ဆွန်းကိုတော့ဒီတိုင်းပေပေရှက်ရှက်ဖုံးပေးနိုင်တယ်အဲ့ဒါဟာအရိယသူတော်စင်တို့ရဲ့စွန့်ရည်တတ္တိတစ်ခုပဲစိတ်ဟာယွန်စရာကိုမယွန်မဲနေနိုင်တယ်နော်လက်သမီးအာယုံလိုအာယုံမျိုးတွေ့ရင်လည်းမတတ်မှတ်ပဲနေနိုင်တယ်ဆိုတာဒါအရိယပုဂ္ဂိုလ်ရဲ့စွန့်ရည်တတ္တိတစ်ခုတစ်ခုပဲဒါလည်းတကူလို့ခေါ်တာပဲဥစိတ်ကိုထိနိုင်တဲ့စွန့်ရည်တတ္တိတစ်ခုနောက်တစ်ခါကျတော့ကမ္မဝိပါကစကမ္မဝိပါကကံရဲ့အကျိုးတရားအနေနဲ့ပေါ်လာတဲ့အစွမ်းတကူဆိုတာရှိသေးတယ်အဲ့ဒါတွေကတော့ငှက်တွေဟာကောင်းရင်ပြန်နိုင်တာဒါသူတို့ကမ္မဝိပက္ခစလို့ခေါ်တယ်သူတို့ကံရဲ့အစွမ်းတတ္တိပဲဒါလူတွေကပြန်နိုင်ဘူးသူတို့ကံကြောင့်မို့လို့ကံပေးတဲ့အစွမ်းရည်တတ္တိတွေပဲသူတို့အကောင်းဆုံးပြန်နိုင်တာကဘာဝခိတ်ကလူသားတွေဟာလည်းပဲကောင်းကင်ကိုပြန်နိုင်တယ်ကောင်းကင်မှာကျက်စားတယ်ဆိုတာဒါလည်းကံကြောင့်ဖြစ်တာတွေပဲအလုံးကကံပေးတဲ့စွမ်းရည်တတ္တိတွေပဲချီတာဆိုတဲ့တတ္တဝါဟာကဘာပေါ်မှာအပြည့်အမြန်ဆုံးပါတယ်ဒါလည်းပဲသူကကံကပေးတာပဲပေါ့တတ္တဝါတွေမှာသူတို့ဆိုင်ရာကံကပေးထားတဲ့အစွမ်းတတ္တိတွေရှိကြတယ်တဲ့အဲ့ဒါကိုကမ္မဝိပါကစိတ်တိလို့ခေါ်တယ်နောက်တစ်ခုကကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့အစွမ်းတကူဆိုတာတစ်မျိုးရှိသေးတယ်ပုံညဝတ္တောအဋ္ဌိကုသိုလ်ရှင်တွေရဲ့အစွမ်းတကူကုသိုလ်ရှိပြီဆိုလို့ရှိရင်မြေကြီးကနေပြီးတော့ရွှေတောင်တွေပေါက်တာစတိလတော့ဆိုရင်မြေကြီးကနေပြီးတော့ရွှေတောင်ပေါက်လာမေနကတထေကြီးဆိုလို့ရှိရင်အိမ်နောက်ဘေးမှာရွှေစိတ်ရုပ်တွေပေါ်လာဇောတိကဆိုလို့ရှိရင်လည်းယရဏစီချေထားတဲ့နတ်ပြတ်သက်ကြီးပေါ်လာဒါတွေကဘာဖြစ်လို့တော့ဆိုကုသိုလ်ကောင်းမှုကပေးတာဒါတွေကအဲ့ဒါပုံညာဝတ္တောအဋ္ဌိလို့ခေါ်မေတ္တကတထေကြီးဆိုလို့ရှိရင်ရေမိုးချိုးပြီးကောင်းကင်ကြည့်လိုက်တာနဲ့တပြိုင်နက်စပယ်ကြီးတွေဟာအကုန်လုံးကောင်းကင်ကနေစပားတွေကျပြီးတော့ပြည့်သွားတယ်လို့ပြောတာဒါတွေဟာသူ့ရဲ့တကူအဋ္ဌိပတ်ပဲလို့ပြောတာဘာမှမန္တန်နေပါလေရွတ်တာမဟုတ်ဘူးကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်ကောင်းမှုကအစွမ်းတကူတစ်ခုပဲတဲ့နောက်တစ်ခုကတော့ဝိဇ္ဇာမယအဋ္ဌိ
ဒါကတော့တန္တရတို့မန္တရတို့ဝိဇ္ဇာအတတ်ပညာတွေနဲ့အင်ချတာတို့အင်တောက်တာတို့ဒါတွေရှိမှာပေါ့လေတန္တရမန္တရစနစ်တကျလုံးရင်ကနေပြီးတော့အစွမ်းတကိုးတွေရှိလာတာအဲ့ဒါကဝိဇ္ဇာမယအိဋ္ဌိလို့ခေါ်တယ်ဟောနောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကဘာလို့ဆိုရင်တထသမ္မာပယောဂိဋ္ဌိသမ္မာပယောဂကျိုးပန်းအထုတ်တဲ့လုံလဝိရိယတစ်ခုဒီလိုပြောတယ်ဘဝတစ်ခုရလာတဲ့အခါမှာစီးပွားရေးကိုကြိုးစားလို့စီးပွားရေးအောင်မြင်လာတယ်ဒါသမ္မာပယောဂအိဋ္ဌိပဲစာပေကြိုးစားသင်လိုက်လို့တောရမှာတောအောင်စနေဘုံမှာမွေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအထိတ်တန်းဖြတ်တန်းကိုရောက်လာနော်ထူးချွန်တဲ့ပုဂ္ဂိုလ်ဖြစ်လာခုခေတ်လိုပြောမယ်ဆိုလို့ရှိရင်တောကလူတယောက်စာကြိုးစားတယ်စာကြိုးစားသည့်အတွက်ကြောင့်ဒီဂရီတွေများစွာရတယ်ဒီတွေရတယ်နောက်ဆုံးကစေပညာအထိအောင်မိလို့ဆရာဝန်ကြီးဖြစ်သွားတယ်နာမည်ကြီးတဲ့ဆရာဝန်ကြီးဖြစ်သွားဒါသမ္မာပယောဂိဋ္ဌိလို့ခေါ်တယ်ကိုယ်တိုင်ကြိုးစားလို့ထွက်ထရောက်သွားတာဒါမျိုးတွေကလည်းအများကြီးရှိတာပဲလေအိန္ဒိယနိုင်ငံမှာဆိုရင်ဇန်နိတ်နဲ့တဲကအမ်ဘီဒကာဆိုတဲ့ဇန်နိတ်အိန္ဒိယနိုင်ငံသားတယောက်ဆိုလို့ရှိရင်ကြိုးစားလိုက်တဲ့အတွက်ကြောင့်ဒေါက်တာဘွဲ့တွေရဒေါက်တာဘွဲ့ရပြီးအိန္ဒိယနိုင်ငံရဲ့ constitution ကိုသူရေးတာတကယ်ဆိုလို့ရှိရင်ဇန်နိတ်ဆိုတာအန်တချေကိုဘယ်သူမှမချိချင်ဘူးမကင်ရင်တဲ့ပုဂ္ဂိုလ်နောက်ဆုံးပါဒီမြင်းမဲတွေကလည်းသူတို့မတင်ဘူးကားကလည်းမတင်ဘူးသူတို့နားဆိုရှောင်ရတယ်အဲ့ဒါလို့ဘဝမှာနှိမ့်ကြတဲ့ဘဝကနေပြီးတော့ဟုတ်လားနိုင်ငံမှာတကယ်ကိုအဆင့်မြင့်တဲ့ယာရုကြီးတွေကိုရသွားတယ်ဆိုတာသမ္မာပယောဂိဋ္ဌိလို့ခေါ်တယ်တမန်လူကလေးတယောက်ကတထေးကြီးဖြစ်သွားတာမျိုးတွေဒါတတသမ္မာပယောဂိဋ္ဌိပညာဓာတ်ကြီးဖြစ်သွားတယ်ဒါကြောင့်လို့ပေါင်းလိုက်တဲ့အခါကျတော့ဒါ80မျိုးလို့ခေါ်တယ်အဲ့ဒီ80မျိုးတွေကအခုပြောတဲ့အဘိဓမ္မာယံတော်ဟာဗြဟ္မာပြေကနေပြီးတော့လူပြေကကြားလောက်အောင်အတန်နဲ့ရွတ်နိုင်တယ်ဆိုတာသူ့ရဲ့ဒိဋ္ဌံချက်အောင်မြင်မှုပဲအဋ္ဌာဏအဋ္ဌိနဲ့ဖန်ဆင်းတယ်လို့ဒီလိုပြောရမှာဖြစ်ပါတယ်ဒါကြောင့်လို့အဲ့ဒီအဘိဓမ္မာယံဟောကြားဆုံးမထားတဲ့အထက်မှာယောဣမတမေဓမ္မဝိနေအပ္ပမတ္တောဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံဂရိတတိလူဘဝရလာပြီးတော့သာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာမမေ့မလျော့ဖို့အရေးကြီးတယ်မမေ့ဘူးဆိုတာဒါနကောင်းမှုပြုဖို့မမေ့ဘူးစင်စက်မပြတ်လုပ်တယ်သီလဆောက်တည်ဖို့မမေ့ဘူးစင်စက်မပြတ်လုပ်တယ်ကမ္မထဘာဝနာပွားများအထောက်ဖို့မမေ့ဘူးစင်စက်မပြတ်လုပ်တယ်ဆိုတဲ့အဲ့ဒီတရားတွေကိုမမေ့မလျော့ကြိုးစားအထောက်ကြမယ်ဆိုလို့ရှိရင်ဖြစ်လိုက်အိုလိုက်နာလိုက်သေလိုက်ဆိုတဲ့ဒီတန်တရားကြီးကိုဖယ်ရှားပြီးတော့ဆင်းရဲဒုက္ခတွေအဆုံးသတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဟာမမေ့မလျော့ကြိုးစားအထောက်ခြင်းဖြစ်လာလဲကုသိုလ်ကောင်းမှုတို့၌မမေ့မလျော့ခြင်းကသာလဲကောင်းကျိုးချမ်းသာတွေကိုရပြီးတော့ဒုက္ခအဆုံးသတ်နိုင်တယ်ဆိုတာသဘောပေါက်ပြီးတော့ကုသိုလ်တရားတို့၌မမေ့မလျော့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း